ဗမာတွေဟာတဲ့ကိုယ်နိုင်ငံကိုမျိုးကိုရွာကိုရက်ကိုမြေကိုလေကိုဒေတာကိုတော့ရေးချီရာမျက်နှာရာဒေတာဖြစ်အောင်မလုပ်ဘဲနဲ့ဆေးကုတော့လေနိုင်ငံခြားပညာသင်တော့လေနိုင်ငံခြားစီးပွားရှာမယ်ဆိုတော့လေနိုင်ငံခြားတိတ်ကိုတိုင်းတစ်ပါးကိုပြီးခေါ်တာပဲတဲ့ကိုပြည်ကိုရွာကိုပို့ပြီးကောင်းအောင်လုပ်တင်တယ်သူပြောသွားတာပေါ့ကျွန်တော်ကပြုံးမိတယ်ဒီစာပေဟောပြောပွဲကိုကျွန်တော်တို့ပထမဆုံးမှန်းထားတာက20ရက်နေ့ဒီ16ရက်နေ့မဟုတ်ဘူးငယ်တဲ့14ရက်အခါကျွန်တော်ဖုံးဆက်တဲ့အခါကျတော့ကိုပြည်ရေးလို့ခင်ဗျာပွဲတွေကိုရှောက်ပြီးစွတ်ပြီးလက်မခံနဲ့တော့လို့ကျွန်တော်တို့ဒေးရဲမြို့မှာဟောပြောပွဲရှိတယ်ဟာကိုတချို့ဘဲနေလဲတဲ့ခင်ဗျာအောက်တိုဘာ20လေးဗျာလို့ဟာကိုဖြတ်တယ်ကွာတဲ့ဟာဘောင်းရဲမလုံးနဲ့လေလို့လူလက်ခံထားပြီးတဲ့ပွဲကိုဖြတ်လို့မရဘူးလို့အဲ့ဒါနဲ့ကျွန်တော်ဆရာမနုနုအင်းဝါစီတဲ့တခါဆက်တာပေါ့မမနုရေလို့အဲ့နေပွဲရှိတယ်နော်လို့ဟာမောင်လေးရမလိုက်နိုင်ဘူးဖြတ်တယ်ကွာတဲ့ဟာအမတို့အဲ့လိုမလုံးနဲ့လေကျွန်တော်3ယောက်ဖိတ်ထားတာလို့အမတို့ဘာဖြစ်လို့ဖြတ်တာလဲလို့မင်းမေးကြည့်ဆိုတော့ကျွန်တော်ကကိုဝင်းနိုင်ခေါ်ကျွန်တော်တန်ငယ်ချင်းကိုအဘီကျလှမ်းမေးရတာနိုင်ငံခြားမှာဟောပြောပွဲရှိလို့တဲ့ပြည်ပမှာခုနပြောတော့ကတော့ကိုယ်နိုင်ငံမှာတော့ဆေးမကုဘူးသူများသွားကုကိုယ်နိုင်ငံမှာတော့ပညာမသိသူများသွားသိအလွန်ကြောက်စရာကောင်းတဲ့ကာတွန်းဆရာနော်စင်မွားပြောနေတာကြော်ပြီးတော့ခါဒီတွေကသူ့တော်လွမ်းနေကြသေးတယ်မလေးတကယ်ကာတွန်းဆရာကြီးမျိုးချစ်စိတ်ရှိတဲ့လူကြီးဘာညာထင်မှာပေါ့မထင်လိုက်နဲ့မှားသွားမယ်နော်ဂျပန်ခီးစဉ်ရှိတယ်သူတို့ကျွန်တော်သိပြီးသားအမေရိကန်ခီးစဉ်ရှိတယ်တော့နုနုကြီးမမနုလို့မကြခင်သွားတော့မှာနောက်တောင်ကိုရီးယားခီးစဉ်ရှိတယ်သူတို့တွေမလေးရှိတယ်ကျွန်တော်သာဝန်ထမ်းဖြစ်ပြီးကြံနေခဲ့ရတာအစိုးရဝန်ထမ်းဖြစ်တော့မသွားဘူးတဗျာအစိုးရကိုအစိုးရဝန်ထမ်းကိုမယုံဘူးဗျာနော်ကျွန်တော်နိုင်ငံနဲ့ဆန်းကျက်လိုက်တာနော်ကျွန်တော်မယုံကြည်ဘူးသူသွားမယ်ဆိုတော့သူတွက်မှာပေါ့ဒီတွေကရမယ်ငွေလေးနဲ့ပြည်ပနိုင်ငံတွေကရမယ်ဟာနဲ့တွက်ပြီးတော့သူဒီပွဲကိုဖျက်တယ်လို့တာအဲ့ဒါနဲ့ကျွန်တော်တို့က16ရက်ကိုရှေ့ကိုတိုးလိုက်ရတာအကိုတို့ရဲ့သူပြောရင်းနဲ့ကျွန်တော်စဉ်းစားနေတော့ဩလို့ပြောလိုက်တာတော့ညွန့်လို့နော်ပြောလိုက်တာတော့ညွန့်နေတာပဲဗမာတွေမကောင်းကုန်များတဲ့ကိုမြေကိုရွေကြတော့တယ်ရေးကြည်ရမျက်နှာဖြစ်အောင်မလုပ်ဘူးတဲ့ဆေးကုသူများစီသွားကုပညာသင်သူများစီသွားသင်ပတ်စံရှာတော့သူများစီသွားရှာဟင်နင်ကြတော့စာပြေဟောပဲကိုယ်စီမှမပြောဘူးသူများစီသွားပြောမယ်ဟင်ဟိုကြီးစေတာပါတကယ်လဲကျွန်တော်တို့ပွဲရှိကိုရွှေ့လိုက်ရပါတယ်ကျွန်တော်တို့ညီကောင်မောင်နှမများစာပြေဟောပြောပွဲရာသီမှာဗမာတပြည်လုံးကိုရှောက်သွားလိုက်ရတာနော်ငပလီကမ်းခြေလဲရောက်ရဲ့ရှမ်းပြည်လဲရောက်ရဲ့ရခိုင်ရိုးမဘော်ကိုလဲရောက်ရဲ့ကျွန်တော်တို့မော်လမြိုင်လဲရောက်ရဲ့ဘိတ်ကိုလဲရောက်ရဲ့မကြခင်သူတို့ပြည်ပထွက်နေတဲ့အချိန်မှာအခုလာမယ့်စနေနေ့မှာကျွန်တော်ရဲ့ဆရာမမတ်ဂျူးရဲ့တင်ဘာကြောင့်ခုထိမချမ်းသာလေးလားဆိုတဲ့စာအုပ်ကိုရေးပြီးတော့လူတွေကိုဆင်းအောင်လုပ်တဲ့ကိုဖေမြင့်ရဲ့နော်ကျွန်တော်တို့3ယောက်သားမြစ်ကြီးနားကိုကျွန်တော်တို့လေရင်ခရီးစဉ်200အောင်မယ်လို့ဖားကန်တို့ကျွန်တော်တို့မိုးညင်းတို့ဟောအောင်မယ်ဗမာနိုင်ငံအနှံ့ပြားမှာဟောပြောပွဲတွေချင်းချင်းတဲတဲကျင်းပနေတာဒီတရက်မျိုးလေးကိုကျွန်တော်တို့ရောက်ရှိလာပါတယ်ရှေ့ကိုတပတ်လောက်တိုးတဲ့အတွက်ခွင့်လွှတ်ပါတကယ်ကိုပဲကျွန်တော်တို့ကိုအပီကျင်နဲ့မမနုလို့မအားတဲ့အတွက်ရှေ့ကိုတိုးလိုက်ရတာပါကျွန်တော်ကတော့ပြည်ပကိုမထွက်တဲ့လူဖြစ်တဲ့အတွက်အားနေပါတယ်ဒါလေးတောင်းပန်နေတာပေါ့ဗျာနောက်တစ်ခုဗျမမနုတို့ကိုအပီကျင်တို့ပြောတဲ့စကားတွေကျွန်တော်နည်းနည်းလေးထိုင်ကြည့်ပြီးကျွန်တော်အကဲခတ်တယ်ကျွန်တော်အိတ်မကဲတတ်ဘူးသုံးသပ်နေတော့တစ်ချက်သွားတွေ့တာ2ယောက်သုံးသွားတူတာအမြင်နေမှာနည်းနည်းပါမကောင်းမြင်များပါနေသလားလို့ကိုတိုင်းပြည်နဲ့ကိုလူမျိုးပေါ်ပြန်ကြည့်တဲ့မျက်လုံးတွေကလေမကောင်းမြင်မျက်လုံးတွေမှာဖြစ်နေသလားဆိုပြီးကျွန်တော်ဒီတည်းမျိုးသားတွေအာနာမိတာလူမှာအပြင်းနှမျိုးရှိတယ် pessimism နဲ့ optimism ပေါ့ pessimist နဲ့ optimist ပေါ့ဗျာအကောင်းမြင်ခြင်းနဲ့မကောင်းမြင်ခြင်းပေါ့ရှေ့ကဟောသွားတဲ့သူတို့မောင်နှမ2ယောက်မှာကျွန်တော်တို့နိုင်ငံပေါ်ပြန်ကြည့်တဲ့ထဲမှာမကောင်းမြင်များနေသလားလို့မမတ်နုကျွန်တော်ကြည့်နေတယ်ထိုင်းဘရင်ကမိုးတူတွေရွာတာပြောနေတယ်ကျွန်တော်လည်းဖတ်ဖို့တာပဲပေါ့သူတို့ဒီမှာမိုးလေဝသကိုထင်တယ်လို့လုပ်နေကြတာပဲထိုင်းဘရင်ကဘာလုပ်လဲပြည်သူတွေပူတဲ့အခါကျရင်လေနဲ့တက်ပြီးတော့မှရေခဲတွေပေါ်တက်သွားပြီးရင်ကင်မီကယ်နဲ့တက်ခွဲပြီးတော့မှမိုးတူလို့ပြီးတော့ရွာချပြီးတယ်အေးသွားအောင်ဒါမိုးရွာစေတာပေါ့ဟိုတလောလေးရတော့ဘာဖြစ်လဲဆိုတော့တရုတ်ပြည်မှာသူတို့တရုတ်ကွန်မြူနစ်ပါတီနော်တရုတ်ကွန်မြူနစ်ပါတီတီထောင်ခြင်းနှစ်ပတ်လည်နေ့ကျင်းပတဲ့အခါမှာဆိုရင်မိုးတွေမကြီးဖြစ်နေတဲ့အခါကျတော့အဲ့ကွန်မြူနစ်ပါတီနော်တီတောင်နဲ့အထိတ်အမှတ်ကျင်းပတဲ့အချိန်မှာတက်မတော်သားတွေဘာတွေလဲဘယ်ညာနင်းညာမှာဆိုတော့ကွင်းမြင်ထဲမှာမိုးများရွာချရင်အလှပပြင်းမှာဘူးအဲ့တော့တရုတ်အစိုးရနေပြီးမှလေရင်အစည်းပေါင်း90လောက်နဲ့အံ့ဩစရာပဲနော်ဒီကွင်းကိုဝိုင်းထားပြီးတော့မိုးတွေတက်လာမယ်ဆိုမိုးတိမ်တောင်တွေကိုဖြိုခွဲပစ်ဖို့အပူပေးပြီးတော့ဒီကပြဲသွားပြီးတော့မရွာမလို့တာပေါ့ဒါတွေကျွန်တော်တို့သတင်းစာမှာဖတ်ရတာပေါ့
ဒါတွေကျွန်တော်တို့သွားအားကြနေလို့ဖြစ်မလားမမနှုတ်ရဲ့နော်ကျွန်တော်တို့ဗမာတွေမှာလဲကိုနီးကိုဟန်နဲ့ဒီလိုပြဿနာမျိုးတွေဖြစ်ရှင်းတာတွေအများကြီးရှိတယ်ဒါတွေကိုများမေ့လို့နေလို့သလားကျွန်တော်တို့မိုးမရွာဘူးအဲ့တယ်ပူတယ်ဘာလုပ်လဲမမပဲဗျရမလားလွန်ဆွဲတယ်ကိုမှရှိတဲ့ဤပညာတွေကိုများမေ့လို့နေတဲ့စာရေးဆရာမတယောက်ကျွန်တော်အသေးရလို့တိတ်တန်ဖို့ရှိတာအခုလိုပွဲတွေပါတွေကျင်းပါတယ်ကျွန်တော်တို့မိုးရမကြီးအလှလုပ်တယ်မင်္ဂလာဆောင်လုပ်တယ်ဇက်တွေညိတွေကတယ်ငိုးရမှာကြောက်တယ်ဘာလို့မလဲမတ်တက်ရှိပြီးသားကျွန်တော်တို့မှာရှင်းဖို့ပဲတင်လိုက်တာဗောရှင်းသွားမှာဗောအဲ့လိုဟာလေးတွေမချိပဲနဲ့ပြောလိုက်ကြတာဗဇက်ပါလို့သာကျွန်တော်တို့ပြောနေတတွတ်ပြောနေတာပဲကျွန်တော်ကအသေးတလိမ့်လေးရားနေတာကိုဘီရေပြောနေတယ်မီးပြတ်တာအစပြောနေတယ်ဒီရဲမျိုးရောက်လာတွေကကျွန်တော်တို့မှောင်တာဒါသိတာပဲအဲ့ဒါတတွတ်နဲ့အဲ့မှာရေချိုးကန်ထဲမှာကိုတချွေးရေချိုးရင်တန်းလာနေရင်ချိုးဟဲ့ငါရင်ချိုးမယ်ကျွန်တော်တို့နှစ်ယောက်ကအဲ့တိုင်းပဲညီကိုလိုဖြစ်နေသူရင်ချိုးမယ်ကိုရင်ချိုးနေပေါ့ကိုတချွေးဒီရဲကမီးမလာဘူးကွာအေးဟေးလျှက်စစ်တွေပုံနေတယ်ဆိုကွာအဲ့ဒါပဲပြောနေတာပဲဟေးလျှက်စစ်တွေပုံနေတယ်ဆိုကွာပို့လို့သူများကိုရောင်းနေဆိုကွာချိုးလိုက်ဟာနစ်တော်ဟာလို့ဘယ်လိုအတွေးအကြံမှမသိဘူးတခါမမနုကတက်လာတယ်ထိုင်းကနေသူချစ်ခင်ပွန်းမနေ့ကတွေ့ပါတယ်ဆရာဦးအောင်ကျော်တိုးစိုက်ကိုက professor ပေါ့သူကလှမ်းဖုံးဆက်တယ်တဲ့တော်ဘာလုပ်နေတာလဲငါအဲ့လိုရေချိုးမလို့ဖျောင်းနေထုံးနေတယ်ဘာညာပေါ့လှောင်ပြောင်းသလိုတွေဖြစ်နေသလားလို့ကျွန်တော်ကတော့တခုစဉ်းစားပါတယ်ကျွန်တော်ကဒီ၃အောင်ထဲမှာကျွန်တော်ကစိတ်နေစိတ်ထားအကောင်းဆုံးဆိုတော့ကျွန်တော်အကောင်းပဲမြင်တယ်ကျွန်တော်ဘယ်သူ့ကိုမှကျွန်တော်အပြစ်မတင်ဘူးလူမှာကျေးဇူးတရားဆိုတာသိတတ်ရတယ်ကျေးဇူးကိုတင်တတ်ရတယ်အဲ့ဒီကျေးဇူးကိုလည်းပြန်ပြီးတော့တုံ့တင်တတ်ရတယ်ဒါမှတကယ်လူသားဒါလေးကိုသူတို့နှစ်ယောက်ကျွန်တော်သိစေချင်တာဒီလျှက်စစ်တွေပါတွေကိုစတင်ပြီးတွေးရှိပြီးတော့ကဘာမြေကိုမီးအလင်းရောင်ရအောင်လုပ်ခဲ့တဲ့ပုဂ္ဂိုလ်ပါနှစ်နေရာမပြည့်သေးပါဘူးဗျနှစ်နေရာမပြည့်သေးပါဘူးကျွန်တော်ကဘာကြီးလင်းတာအစကအားလုံးအမှောင်ကျွန်တော်တို့ဒီလျှက်စစ်ကိုစတင်တွေ့ပြီးမှကျွန်တော်တို့မီးလေထုံးတယ်မိုက်နဲ့စကားပြောလို့ရတယ်ကွန်ပျူတာကင်လို့ရတယ်တယ်လီဗေးရှင်းကြည့်လို့ရတယ်လျှက်စစ်မိဘူးတိုက်လို့ရတယ်ရေခဲတက်တာသုံးလို့ရတယ်အဲယာကွန်သုံးလို့ရတယ်တက်လေကားတွေ lifter တွေအပေါ်အောက်အတက်ဆင်းလုပ်လို့ရတယ်ဒါသူ့ရဲ့ကျေးဇူးပေါ့သူ့ကျေးဇူးကိုကျွန်တော်တို့စတင်တွေ့ရှိခဲ့တာကျွန်တော်တို့နှစ်ပေါင်း200မပြည့်သေးပါဘူးဒါကြောင့်အမေရိကန်နိုင်ငံသားများကသောမတ်အက်ဒီဆင်ကိုကျေးဇူးတင်တဲ့အနေနဲ့သူတို့ပြည်သူလူထုဒီလူကြီးရဲ့ကျေးဇူးကိုသိအောင်ဆိုပြီးတော့မှသောမတ်အက်ဒီဆင်သေတဲ့အချိန်မှာတနိုင်ငံလုံးမှာမီးတွေအောက်ပလိုက်တယ်9မိနစ်လောက်အားလုံးအောက်ပလိုက်တာနိုင်ငံလုံးတော့မှောင်ကျသွားတယ်ဓာတ်လေကားတွေရက်သွားတယ်ပန်းကားတွေအလေတာရက်သွားတယ်မိုက်တွေပြောလို့မရတော့ဘူးရေခဲတက်တာတွေပိတ်ပြီးဓာတ်လေကားတွေရက်ပြီးကွန်ပျူတာတွေအောက်ပြီးအဲ့ဒီအချိန်မှာတပြည်လုံးကဘာဖြစ်ကြတာလဲကိုလုံနေကြအလုပ်တွေအားလုံးရက်ဆိုင်သွားတော့မှအော်ကျေးဇူးကြီးလိုက်တာတို့နိုင်ငံသားအမေရိကန်လူမျိုးသောမတ်အက်ဒီဆင်လျှက်စစ်ကဖခင်ကြီးကျေးဇူးကြီးလာပါပြီဆိုပြီးတော့မှကျေးဇူးသိပြီးတဲ့ခါကျမှ9မိနစ်အတွင်းမှာမိတွေပြန်လာပြီးတော့သူ့လုံလက်စအလုပ်တွေဆက်လုပ်ကြတာပဲတဲ့တက်လေကားတွေပြန်တက်ပန်ကားတွေဆက်လဲကွန်ပျူတာတွေဆက် run တို့သွားကြတာအမေရိကန်နိုင်ငံသားတွေကဗုဒ္ဓဘာသာမဟုတ်တဲ့အခါကျတော့ဒီလောက်ပဲပေါ့ကျေးဇူးကိုဒီလောက်ပဲပေါ့ကျုပ်တို့နိုင်ငံများတော့ကျေးဇူးသိဖို့များတခါတနာရီလောက်ရထားတယ်သူကျေးဇူးသိဖို့တခါမှကျွန်တော်တို့က3နာရီလောက်ရထားတယ်ဒီတွေကလူတွေကပိုပြီးကျေးဇူးသိတယ်တဲ့တခါမှမလောက်လုပ်တယ်လှုပ်ထားလိုက်တယ်အမြဲတမ်းတန်တာတရိယာနေတယ်နော်ကျွန်တော်တို့ကသောမတ်အက်ဒီဆင်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကိုဒီတွေကသားတွေကပိုကျေးဇူးတင်တာနေ့တူကစက္ကန့်မလက်တရိယာနေတာမိမလာဘူးကွာတော့အက်ဒီဆင်ကွာမိမလာဘူးကွာအက်ဒီဆင်ကွာအဲ့ဒီလိုများအကောင်းလေးဘက်ကလှည့်တွင်းမယ်ဆိုရင်တော့လောကကြီးကစိတ်ချမ်းသာစရာပေါ့ကျွန်တော်တို့3ယောက်ဒီကိုရောက်ရှိလာပါတယ်အမတန်မှစက်တရေမင်္ဂလာနဲ့ပြည့်ဝတဲ့အခမ်းအနားပါကျွန်တော်ရင်ထဲမှာကျင်းနဲ့သောမြို့များထဲမှာဒီရဲမြို့ပါဝင်ပါတယ်တချို့မြို့လေးတွေဆိုရင်လောက်တဲ့ကော်မတီရဲ့ဒေသခံပုဂ္ဂိုလ်တွေရဲ့လူကြီးတွေရဲ့မြို့မိမြို့ဖတွေရဲ့မညီညွတ်သောအခါတဘာမရှိသောအခမ်းအနားမှုများတိတ်ဒုက္ခပေးတယ်နော်တိတ်ဒုက္ခပေးတာတဲ့ယောက်များကျွန်တော်ပြပူးတဲ့အညာမှာအခမ်းအနားမှုကတွန်းနေသိတဲ့ယူနေတဲ့ပုဂ္ဂိုလ်အခမ်းအနားမှုကတွန်းနေသိတဲ့ crazy
အဲ့ဒါဘာမဆိုင်ညာမဆိုင်အခမ်းအနားချင်းချင်းတန်းလန်းနဲ့ तू ကတွန်းနေနေတန်ကြီးရဲ့ကိုရကဆက်လက်ပြီးဟောပြောမဲ့ဆိုင်ဆရာကတော့အဲ့လိုမျိုးအပြိုင်စမပေါ်နိုင်ငံကျော်ဆိုင်ဆရာတယောက်ဖြစ်တဲ့ချီဦးညိုပါခင်ဗျဟာကျွန်တော်ကအောက်ကနေဒုက္ခပါလားပေါ့အချင်းတို့မဟုတ်ပြောခင်ကျွန်တော်ကိုဝေးမိတ်ဆက်မယ်ဆိုရင်ကျွန်တော်ကတော့တပြေကုန်းသိမ်းတာမှာခင်ဗျကျွန်တော်မင်းကြီးတယ်သူကတကယ်သူ့နာမည်သိမ်းတာနော်တပြေကုန်းကအကျွန်တော်ကသိမ်းတယ်ဆိုပြန်တော့လေကျွန်တော်တွန်းနေသိမ်းတယ်ကိုသွားပြီးတတိယမိတော့ပါဗျာအဲ့ဒီတော့အမှတ်တရနေတဲ့တွန်းနေသိမ်းတယ်ချင်းလေးတစ်ပုံနဲ့ဖြော်ပြရတယ်ခင်ဗျဟာအခမ်းအနားမှုကကိုချင်းဦးညိုမတက်တာဘူးပြီးတော့အကိုကြီးတို့ကျွန်တော်ပြောမယ်နော်အစအဆုံးဆိုတာပန်းတွေကစိတ်ဟာဒုက္ခဟိုတောင်နာမှာဆရာရှင်ဦးညိုအပေါ်မတက်တာဘူးဒီလိုအခမ်းအနားမှုညိုနဲ့တွေ့ရင်တော့ကိုတို့ရွာလည်းပြီပေါ့နောက်တစ်ခါတွေ့တာကဘသူနဲ့တွေ့တာလဲဆိုတော့ဆရာလေတွင်သားစောချစ်ကြောက်ဆယ်သားလေးပေါ့နော်လေတွင်ဆက်တဲ့ခိုင်မှာပါတဲ့အတွက်သူကလေတွင်သားစောချစ်လို့ပေးထားတာဗကန်ခစ်ကအနော်ထာမင်းစောလက်ထက်မှာစဘာအထူးအထွတ်တို့ဒေသရှိတယ်လေမင်းမှုပါတယ်ဆရာနော်စကုပါတယ်ကြောက်ဆယ်ပါတယ်စဘာထွက်ကောင်းတာတွေအထူးအထွတ်တို့ဒေသမှာပါတယ်အဲ့ဒါကိုအနော်ထာမင်းကလေတွင်ဆက်တဲ့ခိုင်ခေါ်တဲ့အခါကျတော့ဦးစောချစ်ကလည်းကြောက်ဆယ်သားဖြစ်တဲ့အခါကျတော့သူကဂုံယူပြီးတော့သူဒေသပေါ့သူနေတစ်ပေါ့နော်တာမန်မဟုတ်ဘူးဆိုရင်သူကလေတွင်သားစောချစ်လို့သူကလှုပ်ထားတာအခမ်းအနားမှုကအဲ့ဒါကိုဘာမသိညာမသိနဲ့ကျင်းကြတာမြို့တစ်မြို့မှာအညာမှာပဲအခုတကဆက်လက်ဟောပြောမယ်စာရေးဆရာကတော့တော်တွင်သားကလေးမောင်စောချစ်ပါပဲခင်ဗျာဦးစောချစ်ကအစင်မောကိုဂလန်ဂလာကြီးတက်လာပြီးကျုံပါဗျာတဲ့နွယ်ကျိုးလေးနဲ့ပဲလွှဲပြီးတော့စင်မောတက်ရမလို့ဘာမလို့ဖြစ်နေတာကိုဗျာတဲ့တကယ်ကိုညီလို့ရင်နော်အစင်မသိရင်ဒေရရဲလို့လှပဖို့မလွယ်ဘူးနော်အကုန်ကမောက်ကမတမျိုးကြတော့ဟိုတုန်းကဆုံးသွားတဲ့စာရေးဆရာမင်းကျော်နာမည်ကျော်စာရေးဆရာတယောက်ရှိတယ်မင်းကျော်ဆိုတာတချို့လည်းကြားဘူးမယ်ပေါ့အဲ့ဒီမျိုးကစာနဲ့ပင်နဲ့လဲဝေးပြီးတော့ဒေရရဲလို့မဟုတ်ဘူးသူကစာပေဆိုတာဘာမှမသိဘူးတဲ့ကဲသူတို့ဘာစဉ်းစားလဲဆိုတော့စာရေးဆရာတွေဆိုတာတဲ့ဆိုင်းမပါဘာမပါဘုံမပါနဲ့ရုပ်ရှင်မင်းသားလည်းမဟုတ်ဘာလည်းမဟုတ်ပေါ့အဲ့တော့ပြောမယ်ဆိုရင်6ကက်ကက်ကြီးနားထောင်လို့ကောင်းမှမထင်ဘူးဆိုပြီးတော့ဘေးမှာဆိုင်းဝိုင်းငှားထားတယ်တဲ့ကဲအဲ့ဒါဆရာမင်းကျော်ကတက်သွားတဲ့အခါကျတော့သူကတော့ဒီဆိုင်းကိုဘာမှမသိဘူးပေါ့ဗျာငါတို့ပွဲပြီးရင်ကမဲ့ဝိုင်းလာပါလားနောက်နေ့အတွက်ပွဲလာမသိဘူးပေါ့အဲ့ဒါနဲ့ဆိုင်းနဲ့ချောင်းဟန်ပြီးအဟမ်းယနေ့ပလို့ကြီးအဲ့ဒါမှအဲ့မှာပထမတော့ तू ကထင်လိုက်တာဘာလဲဆိုတော့ဩဒါဆိုင်းနဲ့စမ်းတာထင်တယ်ပေါ့ငါနဲ့မဆိုင်ဘူးပေါ့ဒါပြီးရင်ပွဲရှိပုံရတယ်ပေါ့ပြန်စမ်းမယ်ဆိုပြီးတော့ဒုတိယအချိန်ယနေ့ဘလို့ကြီးဟာတမျိုးပါပဲပေါ့အဲ့ဒါနဲ့ရှေ့ဆက်ပြောကြည့်တယ်မြန်မာစာပေလောကကိုပြန်ကြည့်လိုက်တဲ့အခါကျတော့ဒီဆိုနဲလေးနဲ့တော့အလိုလေးနဲ့အဲ့ဒီမှာဆရာမင်းကျော်မလီအတန်နဲ့ဝင်နေတယ်မနေနိုင်မထိုင်နိုင်ဖြစ်ပြီးတော့ဘေးနားသွားပြီးတော့အခမ်းအနားမှုကိုကပ်ပြီးညီဘာလုပ်တာလဲဆိုတော့မဟုတ်ဘူးဆရာတို့အတွက်ထည့်ထားတာတဲ့ပြောလို့ကောင်းအောင်ဆိုပြီးပေါ့မနေ့တောင်းမှန်တယ်အဲ့ဆိုင်ကိုမတီးပါနဲ့ဆိုပြီးတော့ဒီလိုမျိုးပွဲမျိုးတွေလည်းကျွန်တော်တို့ကြုံခဲ့ရတယ်ပေါ့ဗျာအမျိုးမျိုးထွေတွေပါပဲလို့နော်တချွတ်ကြတော့လည်းပါလေစာရေးဆရာတွေပြောတာကတာမန်ရေရှေ့မှာဏိဒန်းထွက်ပြောနေတဲ့ပုံကိုယ်တွေကအချာကြီးပြောတဲ့ပွဲမျိုးကျွန်တော်တွေ့ဘူးတယ်ဒီမှာအကိုတို့သိအဆင်ပြေတာပဲတကယ်ကျွန်တော်ပြောတာပါတချို့ကဘယ်လိုလဲဆိုရင်လေဟိုကိုနဲ့အခမ်းအနားနဲ့ကိုလုံးရမယ့်ကဏ္ဍလေးပါလိမသိတဲ့အခါကျတော့ရှေ့မှာစာရေးဆရာမဟုတ်ခင်3လိုက်တော့ဟောနေတာ तू ကအဖွင့်မှာစကားအဲ့ဒီခါမှာဘေးသက်ကညီးငွေပြီးတော့အခမ်းအနားကြီးကဘယ်လိုလိန်ဖယ်ကြီးဖြစ်နေတတ်တာပေါ့ကျွန်တော်ကတော့အဲ့ဒီနေရာမှာတယောက်ကိုကြိုက်တယ်ဒေါက်တာတန်းထွန်းကွယ်လွန်သွားတဲ့သမိုင်းပါမောက္ခဒေါက်တာတန်းထွန်းငါတိုင်းချောင်းမြို့ဇာတိဆရာကြီးဒေါက်တာတန်းထွန်းလန်ဒန်ကနေပြီးတော့ဒေါက်တာဘွဲ့ကိုရခဲ့တဲ့ဒေါက်တာတန်းထွန်းတရားရတာမဟုတ်ဘူးလန်ဒန်ကရတာနော်မလေးပြပတက္ကသိုလ်များမှာအဲ့ပါမောက္ခအဖြစ်နဲ့ဂျပန်မှာတော့၎င်းအင်္ဂလန်မှာတော့၎င်းတာဝန်ထမ်းဆောင်ခဲ့တော့ဒေါက်တာတန်းထွန်းအခုဆုံးရှာပါပြီဆရာကြီးကိုကျွန်တော်တို့ပွဲတော်မှာအမှားစကားပြောခိုင်းတယ်တိုက်ပုံနဲ့ဗာနဲ့အပေါ်တက်လာတယ်တေးတချာချာရက်တယ်သူမိန်ကုန်းပြောသွားတာကျွန်တော်ထင်တယ်10မိနစ်မကြာဘူးအလွန်အားစရာကောင်းတယ်မိုင်နောက်ပါဇက်ကပ်ပြီးတော့ပြောတဲ့တခါနှလုံးနဲ့စတော့ပြန်ဆင်းသွားလိုက်တာအလွန်နော်အလွန်အားစရာကောင်းတယ်နော်ဒီမှာဒီရဲ့မြို့သူမြို့သားများကိုကျွန်တော်တခုပြောပြရစီဆရာကြီးဒေါက်တာတန်းထွန်းဟာအဲ့လိုဒီရဲ့မြို့သားများတဝါဝါတဟာရီလောက်အောင်ကိုဘာဖြစ်တာလဲအလွန်အမတန်ခွာကြတယ်လို့ထင်ရတဲ့ပုဂ္ဂိုလ်ကြီးသူတကယ်လို့တာသူကငါပြောမယ်ပွဲမဟုတ်ဘူးတဲ့နောက်ကလူတွေပြောကြမယ်
ငါလူကြီးတယောက်အနေနဲ့လာပြီးတော့အခမ်းအနားကိုငါကြီးကြပ်ပေးတာတဲ့ငါဘာမှရှောက်ရှားစီစရာမလိုသူကသူဆုံးဖြတ်ထားပြီးသားနော်ဒါကြောင့်တက်ပြီးသူတက်လာတယ်လေတကယ်ကိုနှလုံးနဲ့ပြောသွားတာမင်္ဂလာပါတော့မပါဘူးသူကစတော့ကျွန်တော်တို့အတူယူရပါတယ်နော်အော်ကိုများကြီးလာခဲ့ရင်ကို့အတန်ကမှနားထောင်ကြရလားကိုကအလိုက်ကန်းဆုံးမသိပြောနေမိရင်ဒုက္ခပါလားဆရာကြီးဒေါက်တာတန်းထုံမျက်လုံးနဲ့မြင်မိတဲ့ခါကျတော့အော်ဆရာကြီးလို့တိတ်ကြက်တည်ရှိတာပဲလို့သူကဏ္ဍဆိုသူတကယ်ပြောတယ်နော်သူပြောဖို့ကြုံလာရင်အပြတ်ပြောတယ်သူကသူနဲ့မဆိုင်တဲ့အခမ်းအနားတွေမှာသူအဲ့လိုပဲလုပ်ပြီးဆင်းသွားတာပဲကျွန်တော်တို့အတူယူတင်တာပေါ့နော်ဒီမှာဒေးရဲ့တိတ်အဆင်ပြေတာပဲအကုန်အဆင်ပြေတယ်ညီလေးတို့နော်တွေ့သမျှမြင်သမျှအကုန်ကောင်းတယ်ပရိသတ်လည်းကောင်းတယ်အခမ်းအနားလည်းကောင်းတယ်ညီလူတွေလည်းကောင်းတယ်လူကြီးတွေလည်းအကုန်ကောင်းတယ်ဟိုမတွေ့ရသေးတဲ့ site ထဲဟာတော့ဘာမှမသိဘူးပေါ့ဗျာမပြောသေးဘူးနော်ကောင်းပုံရပါတယ်နော်ကျွန်တော်မျက်နှာလေးကိုလည်းမြင်အောင်ပေါ့ဗျာနော်လူကြောလေးတက်ကလေးနဲ့ဆိုတော့နော်ဟိုရှိရဟိုတယောက်ကလည်းခေါင်းပြူကြီးကတော့ဆရာခေါင်းပြူကြီးရဲ့ကြက်တီတုံးနဲ့နော်ကြည့်ရတာအလဲကမိမလေးအင်းဝသူအသားညိုညိုမဲမဲပြာနှမ်းနှမ်းနဲ့နော်ပြောဖို့ပေးထားတဲ့ခေါင်းစဉ်ကဘာလဲဆိုတော့ကျွန်တော်တခါမှမပြောဘူးတဲ့ခေါင်းစဉ်ဗျခေါင်းစဉ်ကလေတန်ဖိုးလို့ပေးထားတယ် value ပေါ့နော်တန်ဖိုးလို့ပေးထားပါတယ်ကျွန်တော်45မိနစ်လောက်ပြောမှာပါခေါင်းစဉ်ကွဲသွားပါတယ်ကျွန်တော်အထက်ကဟာတွေကတော့အရင်တိုင်းပြောမှာပါကျွန်တော်နော်ခေါင်းစဉ်တန်ဖိုးလို့ပေးထားတယ်ကျွန်တော်တခုပြောမယ်ကျွန်တော်စင်မောတက်လာတယ်ပေါ့နော်ပူအိုက်တော့ယာဒီဖြစ်တဲ့အတွက်တိုက်ပုံမဝတ်ထားတာကိုတော့ကြက်တည်ရှိသောမြို့သူမြို့သားများနဲ့တကွာဆရာတော်တန်ခါတော်များပေါင်းတော့တပည့်တော်တို့ကိုခွင့်လွှတ်ပေးပါလို့မရိုင်းပါဘူးတပည့်တော်တို့နော်တိတ်အိုက်နေတဲ့အတွက်ပေါ့နော်ဒါတိုက်ပုံမပါတာပါဒီရင်ဘက်မှာတော့ကျွန်တော်တို့ပါလေဒီအဝါလေးကိုချိတ်ထားကျွန်တော်ဘယ်ကိုသွားအဲ့ဒါမျိုးလေးပေးလိုက်ရင်ကျွန်တော်ချိတ်တယ်နေပြီးတော့တက်ကုန်းသွားတယ်ဆရာဦးတာကျူဒါလေးချိတ်ပေးပါရတယ်ညီချိတ်ပေးမယ်ကျွန်တော်တကယ်ချိတ်ပေးပါလေတချို့မျိုးကတော့ဒါလုံးမခိုင်းဘူးညီကြီးနာသွားတယ်ကျွန်တော်တို့ဆရာဒါလေးချိတ်ပေးပါဆရာကျွန်တော်ဘာလို့ချိတ်ပေးတာလဲအိမ်တော်ရှုပ်သေးတယ်သို့တော့ကျွန်တော်တို့ဘာကိုတန်ဖိုးထားတာလဲ value ဘယ်တန်ဖိုးလဲဒီရဲ့မြို့သူမြို့သားများနဲ့မြို့မိမြို့ဖများရဲ့သူတို့မြို့ရဲ့ဂုံကျက်တွေဆောင်ပြီးလုပ်နေတဲ့ပွဲကိုကျွန်တော်တို့ကြပြက်ခချော်ကျွန်တော်တို့မလုပ်သေးဘူးသူတို့တန်ဖိုးထားသောပွဲသူတို့တန်ဖိုးထားသောအခမ်းအနားသူတို့တန်ဖိုးထားသောစာရေးဆရာ3ယောက်သူတို့တန်ဖိုးထားသောအစီအစဉ်မှာသူတို့မျက်နှိုးတဲ့ဒစိလေးလုပ်ထားတာကိုကျွန်တော်တို့ကဒီမှာချက်ရမှာပေါ့ပွဲပြီးမှဖြုတ်ပေါ့ဒါမြို့ကိုကျွန်တော်တို့ပါလေအလေးနဲ့ထားခြင်းမဟုတ်လားမြို့ကိုတန်ဖိုးထားခြင်းမဟုတ်ဘူးလားသူ့မှာဘာတန်ဖိုးရှိတယ်လဲဘာဘဲလူလဲသူကဆရာကြီးကောင်တင်ပြောသလိုပြောရင်တော့အရှင်းကြီးပဲဟဲ့မောင်သားရှို့မှတ်ထားကြရတယ်လောကမှာတန်ဖိုးက3မျိုးလည်းရှိတာဒီကောင်ဘာတန်ဖိုးလဲအချင်းဘဲလူတွေဥအောင်တင်သုံးသွားတယ်ဖလှယ်တဲ့တန်ဖိုးกว่าတယ်မင်းတို့ငါတို့အိတ်ထဲမှာထည့်ထားတဲ့ပတ်စံဘာတန်ဖိုးရှိတာလဲဒီထဲမှာထည့်ထားတဲ့ပတ်စံ1000တန်း900တန်းစသည်ဖြင့်ဒီကလေးတွေဘာလေးတွေဘာတန်ဖိုးလဲတဲ့ဥအောင်တင်ပြောဘူးလေမင်းအဲ့ဒါကိုထီးလို့လှုပ်ဆောင်လို့ရလားနေဘူးရင်မိုးရရင်မင်းမိုးကအိမ်လိုမင်းလှုပ်လို့ရသလားမင်းဗိုက်ဆိုင်ရင်ထမင်းပကံဝင်မှာခူးစားတယ်လို့အဲ့ဒီကောင်ချေးမွားပြီးတော့မင်းဝါးစားလို့ရလားတိုးတော့ဒီကောင်က value တစ်ခုတော့ရှိနေတာဘာ value လဲတဲ့အိတ်ချင်း value กว่าဖလှယ်တာတဲ့ဒါပေးရင်တစ်ခုရမယ်ပေါ့လက်ပိတ်တစ်ခွက်250ဆိုရင်ဒါပေးရင်4ခွက်ရမယ်ပေါ့ဥပမာကျွန်တော်ပေးနေတာဗလာစာအုပ်တုံးက200ဆိုရင်ဒါပေးလိုက်အခု9ရမယ်ပေါ့ဒီကောင်မှရှိနေတဲ့တန်ဖိုးကဘာလဲဆိုတော့မင်းအိတ်ချင်း value กว่าတကယ်တန်ဖိုးအစစ်မှမဟုတ်ဘူးတဲ့သူကသုံးလို့ပြုလို့မရဘူးမင်းနဲ့လူသတ်မှတ်ချက်တယ်ဒီမှာကျွန်တော်ထိုးထားတဲ့ဒီရရဲ့မျိုးကပေးထားတဲ့အဝါရောင်လေးကဘာတန်ဖိုးရှိမလဲအိတ်ချင်း value လားပတ်စံလို့ no ဒါနဲ့ဈေးထဲမှာလဲလို့ရမလားမနဲ့မိုးလင်းသောအခါဒါကိုပေးမယ်ကျွန်တော်လက်ပိတ်နှစ်ခွက်တောင်းမယ်ကိုအော်ပြီးရေမရနိုင်ဘူးကျွန်တော်တို့ဒါလေးသွားပြီးမယ်ကျွန်တော်အိတ်ထဲတောင်းမရပါမလားမရနိုင်ဘူးတို့တော့ခင်ဗျားတို့ရင်မထဲမှာအားလုံးချိတ်ထားကြတယ်လူကြီးရဲ့အကုန်ချိတ်ထားရတာတို့မျိုးကပွဲกว่าဒီမှာနာတို့လုပ်တဲ့ပွဲกว่าခမ်းနားတယ်กว่าတို့ဖြစ်အောင်လုပ်တဲ့ဒီပွဲကိုသူများမျိုးတွေနဲ့အပြိုင်လို့ခမ်းနားအောင်လုပ်တယ်ဒါတို့မျိုးသားတွေရဲ့ညီညွတ်မှုกว่าဒီဒါအထိတ်မှတ်กว่าဒါသူ့မှာအချိန်မဲ့လို့မရှိဘူးတိတ်ကောင်းတယ်ဒီတန်မိုးကနောက်ဆရာဦးအောင်တင်ကပြောသေးတယ်သူကဒုတိယ value กว่าတယ်အဲ့ဒါဘာလဲဆိုတော့ use value တဲ့ use လူတိုင်းသိတဲ့ USCG ကိုပြောနေတာ ED ပေါ့ဗျာ use value ပေါ့အသုံးချတန်ဖိုးရှိတာတဲ့သူ့မှာအသုံးချတန်ဖိုးမရှိဘူးဒီကောင်ကျွန်တော်ပြောနေတဲ့မှတ်ကြီးသူ့မှာဘာ value ရှိလဲကျွန်တော်စကားပြောလို့ရတယ်ပန်းကလေပွင့်နေလို့ရတယ်သူကအသုံးချလို့ရတယ်သူကဒါမျိုးမဟုတ်ဘူးသူဖလှယ်တဲ့ဟာမဟုတ်ဘူးသူကစပိန်တက်စီးလို့ရတယ်ဆိုင်ကကျွန်တော်ခွာပြီးမောင်းတော့လို့ရတယ်မော်တော်ကားစီးလို့ရတယ်အင်ဂျင်ကိုလို့ရတယ်ပေါ့ထီဆောင်းလို့ရတယ်ပေါ့ကွန်ပျူတာနှိပ်လို့ရတယ်ပေါ့ဒီကောင်တွေရဲ့ value ကဘာ value လဲဆိုတော့ဆရာကြီးအောင်တင်ပြောသလိုပဲ use value ကိုရတယ်အဲ့ဒါတုံးလို့ရတာဟေ့အောင်မောင်းသားရှုပ်မင်းမှတ်ထားရတယ်လောကမှာအရေးကြီးဆုံးတန်ဖိုးကအဲ့နှစ်ခုကြော်ဖြတ်သွားတဲ့တန်ဖိုးတွေဒါမျိုးတွေအဲ့ဒီကောင်ကဘာလဲဆိုတော့တဲ့
တကယ်တန်ဖို့လို့ခေါ်တယ်တဲ့ဘိုးလို့ဆိုရင်တော့ intrinsic value ဘာမှလို့အမျိုးပြန်တယ်ပေါ့တကယ်တန်ဖို့မျက်နှာမှုတန်ဖို့ဘာမှလို့ပို့ပြီးချောပြန်လှောင်ပြန်တော့မျက်နှာမှုတန်ဖို့ပေါ့ဒီမှာကျွန်တော်တို့ဘာရှိလဲမျက်နှာမှုတန်ဖို့ရှိတယ်ကျွန်တော်ဒီနေ့ပြောချင်တဲ့ကောင်းစရာ value ဆိုတာအဲ့ဒါကိုပြောချင်တာလူသားတွေမှာဘာရှိတယ်လဲမျက်နှာမှုတန်ဖို့ရှိတယ်အဲ့ဒါမပါရင်လူကအယိုင်တိရစ္ဆာန်ပဲမိမတယောက်ကြည့်မယ်ကျွန်တော်ကခက်ရိုင်းရိုင်းပြဟုတ်တယ်မလားစကြည့်တွေကဒီမိမရဲ့ကိုလုံးကိုတွေကဘယ်လောက်စကြည့်ပြီသူစကြည့်တွေကမျက်နှာစိတ်မပါဘူးအတုံးချတန်ဖို့နဲ့ပေါ့မျက်နှာဘလို့ရင်ကဘလို့ခါဘလို့တင်ရဘလို့အရက်မောင်းဘလို့စကြည့်ပြီသူ့နောက်ကအမွေရဘလို့လေသူ့ဖေကဘာဝန်ထမ်းလဲသူ့ပိုင်ဆိုင်မှုကဘယ်လောက်လဲမိသားစုဘယ်နှယောက်ရှိတယ်လဲငါနဲ့ညာရင်ငါအမွေဘယ်လောက်ရမှာလဲစသည်ဖြင့်ဒီလိုစကြည့်တာမျိုးဟာခင်ဗျမျက်နှာမှုတန်ဖို့တဲ့ကိုမပါဘူးသူကအတုံးချဖို့ use value နဲ့သူကဘာနဲ့လဲသူအခြေခံကြည့်နေတာအဲ့ဒါဆိုလောကဒီတိရစ္ဆာန်လောကပေါ့မဟုတ်ဘူးလားအဲ့လိုမဟုတ်တော့ဘဲနဲ့ဘာမှမဟုတ်တဲ့ကောင်မလေးတယောက်ငွေကြေးလဲချွတ်တယ်လို့နုံနုံပါးပါးလေးနဲ့ရန်ကုန်ကြီးမှာရုံးကန်လို့မိဘတွေလည်းဘာမှတာမန်ညောင်ညောင်မိဘတွေသူ့ပေါ်လေးသူရုံးကန်လို့ပေါ့ကိုလုံးကလေးလည်းလှပပမရှိကြရွက်ချမ်းရွလေးပေါ့အဲ့ဒါလေးကိုလူငယ်တယောက်ကကြည့်ပြီးတော့မှတနာပြီးတော့မှအော်ဒီမိန်းကလေးဟာကြိုးစားလိုက်တာငါပြန်လို့တန်ဖိုးထားလိုက်တာသူ့ချစ်ကိုငါရောက်ယူလိုက်ရဆိုစိတ်မျိုးကြတော့လူသားဆန်လာတာပေါ့ဒါပေါ့လူမာတဲ့ကျွန်တော်တို့ထင်တယ်တိရစ္ဆာန်နဲ့ကွာခြားစေတဲ့အရာဟာဆိုရင်ကျွန်တော်တို့မှာအဲ့မျက်နှာမှုတန်ဖိုးရှိတာတိရစ္ဆာန်တွေမှာမျက်နှာမှုတန်ဖိုးမရှိဘူးလူမှာမျက်နှာမှုတန်ဖိုးရှိတယ်ငါပလီကန်းကြီးထိုင်ပြီးတဲ့အခါကျွန်တော်တို့လှိုင်းနေတဖွဲဖွဲတက်လာပြီးတော့ဟိုမှာနေလုံးကြီးကဝင်ငန်းနီးနဲ့ငါပလီကန်းကြီးမှာလေဒီမှာတဲတောင်ကြီးနဲ့အဲ့မှာထိုင်ပြီးတော့ညနေစည်းစာရဲ့အလှကိုကြည့်နေတာလူပဲကြည့်တာတိရစ္ဆာန်မကြည့်ဘူးခွေးတကောင်အဲ့ဒါကိုထိုင်ကြည့်ပြီးတော့ငါပလီကန်းကြီးလှလိုက်တာဟလာဆွေးစရာကောင်းတဲ့ရှုခင်းပေါ့ဆိုပြီးတော့ဘယ်ခွေးမှလာထိုင်ကြည့်မလို့သူကသူတို့မှအဲ့တန်ဖို့မရှိဘူးခွေးဒီတကောင်ကျွန်တော်နားနဲ့မနာဖွားနဲ့နာဖို့မြစ်တာရက်ခံမရသည်ပေါ်လင်အောင်ပြောရတာပါခွေးအထီးတကောင်ကခွေးမတကောင်ကိုစိတ်ဝင်စားတယ်ဆိုရင်သူလိုချင်သောဆန္ဒကိုတော့တင်းကျပ်တော်၎င်းဘာ၎င်းကျင်းကြံပြီးသူပြန်လဲထွက်ခွာသွားမှာပဲလူမှာတော့မဟုတ်တော့ဘူးတိတ်ချစ်တဲ့လေးပြတဲ့ခါကျရင်ဆွေလေးလေးရှိတယ်ဆွေလေးကိုဖြစ်စိုက်နေမှဖြစ်ပြီးဘုရားမကြီးလည်းအဲ့ခါကိုစောင့်နေမှထက်တာတိရပြည့်6သွားပြီးဆွေလေးလေးဟောကြည့်တော့မအောင်ဆွေလေးလေးကျန်တဲ့စနေကရန်ကုန်တက်ကွာဆရာပေါ်စားနေဖြစ်တဲ့ဆရာဦးတာချိုပေးခဲ့တာမလုပ်ပြနိုင်ဘူးအင်းငါတို့တရားလိုက်တာအဲ့တော့ငါဘုရားလည်းတာမန်ပေါ်ဘာမှလည်းကြီးတွေပတ်စံမရသေးတာမန်ကြောင်းကလေးပေါ်မှာသူငါ့ကိုစိတ်ဝင်စားပြီးရှင်းလို့ပေးခဲ့တာသူမြစ်တာတကယ်မြစ်တာတန်ဖို့ခုတော့ငါသိတဲ့လူတွေအားလုံးကငါ့ကိုဟန်ဆောင်လိမ့်လိမ့်နေတဲ့လူတွေနော်ဆရာဦးတာချိုလို့နော်ဘာမှမဖြစ်ခင်အရွယ်တွေကငါ့ကိုမျက်နှာတန်ဖို့ထားလို့ငါ့ကိုနားလာကတ်တဲ့လူတွေမဟုတ်ဘူးငါ့ကိုနိုင်လာဝယ်ပေးတာတို့ငါ့ကိုတယ်လီဖုန်းဝယ်ပေးတာတို့ငါ့ကိုကားဝယ်ပေးတာတို့ဆိုတာတွေကဖြစ်ရင်ငါ့ရဲ့ကြော်ကြားမှုနဲ့ငါ့ရဲ့အောင်မြင်မှုနဲ့ငါ့ရဲ့လှပမှုတွေကိုပါလေအတုံးချခြင်းလို့လာကတ်နေတဲ့ယောက်ျားတွေငါအရွယ်မတိုင်မီတဲ့ကငါ့ကိုစာလေးတွေပေးလို့တိပဲ6လေးတွေပေးလို့ဟဲ့လားအေးထဲမှာဆောင်းထားတဲ့လက်ကင်မလေးတွေပေးလို့ရုပ်တဲ့လူကတော့တကယ်မေတ္တာစေမေတ္တာမှဖြစ်တဲ့ဆရာဦးတာချူပဲဖြစ်မှာပေါ့စသည်ဖြစ်ပေါ့ဗျာဒါလေးထုတ်တဲ့ကြည့်နေပါညာလေးတွေပေါ့ဆိုရင်အဲ့ဒီဟာလေးကိုမျက်နှာချင်းမှာကျွန်တော်တို့ဘာတန်ဖိုးရှိတယ်ပေါ့ကျွန်တော်တို့ intrinsic value ခေါ်ရပါလေမျက်နှာမှုတန်ဖိုးပေါ့အဲ့ဒီမျက်နှာမှုတန်ဖိုးကြောင့်ကျွန်တော်တို့ကကိုပြီးကျလဲဒါလေးချိတ်လို့ချက်တည်ရှိလိုက်တာအမတန်ဗျံပရာနေပါတယ်ဆိုတဲ့လူရန်ကားကြီးတယောက်ရင်ဘက်မှာအဝါကြီးချိတ်လို့မင်းကလေးကတော့ထားလိုက်တော့မမနုကျွန်တော်တို့စိတ်ကျွန်တော်သူ့မမနုပဲခေါ်နေတာစိတ်ရှယ်မှာနုကြီးအင်းဝသူလည်းရင်ဘက်မှာဒါလေးချိတ်လောကမှာဒီဗာလဲဆိုရင်မျက်နှာမှုတန်ဖို့ကအမတန်မှအရေးကြီးပါတယ်ဒါလေးကိုကျွန်တော်ကပြောချင်တာပါကျွန်တော်တို့လူသားတွေရဲ့စိတ်နဲ့စိတ်ထားတွေကိုပြောင်းလဲအောင်လုပ်တာကလည်းဘာလုပ်တာလဲဆိုရင်အဲ့ဒီမျက်နှာမှုတန်ဖို့တွေကကျွန်တော်လုပ်ပေးတာဘရော့ဘန်းကိုတွေ့တော့ကကျွန်တော်တို့ဘာဖြစ်တယ်လဲကဲသူ့အမျိုးသားဘရော့ဘန်းပွင့်ပြီကွာတကြံကြတော့မယ်ဘရော့ဘန်းကြိုက်စားလို့ရပါလားစဉ်းစားကြည့်ကျွန်တော်တန်ဖို့ထားတယ်ဗမာနိုင်ငံအလံတော်တွေ့တဲ့အခါမြည်သူမဆိုရင်နဲ့ဒိန်းကနေဖြစ်သွားတာအမှန်ပဲဘောလုံးသမားတွေကမ္ဘာဖလားကန်နေရတယ်ကမ္ဘာဖလားမကန်ကန်ဒီမှာနှစ်ဖက်အသင်းကိုယ်အလံကိုကင်လို့နိုင်ငံတော်အလံတချင်းကိုဆိုကြတယ်တချို့ဆိုမျက်ရည်ဝဲလို့တကယ်ပေပေတေတေဘောလုံးကင်မရာဆိုတဲ့ကောင်ကြီးတွေနိုင်ငံတော်တချင်းဆိုတဲ့အချိန်မှာအားလုံးအလေးပြုကောင်းချင်မကန်ခင်မှာနော်သူ့တိုင်းပြည်သူတတိယနေရတယ်ဒီအလံကိုကြည့်ပြီးတော့မှတချို့များဆိုတချင်းဆိုရင်တန်းလန်းနဲ့ဘယ်ဘက်ရင်အောင်ဖိထားကြတယ်တွေ့လားဒီပွဲကိုငါတို့နိုင်ငံကင်မရာဆိုပြီးတော့မှဒီအလံကိုတို့ကြည့်နေတဲ့မျိုးလုံးတွေကဘာတန်ဖို့လဲအဲ့အလံဘာလုပ်လို့ရလဲကျွန်တော်ဆန်လို့ချက်စားလို့ရသလားပေါင်မဖုတ်စားလို့ရသလားကြောက်လို့ခောက်တော့လို့ရသလားဝီစကီလို့ထက်တော့လို့ရသလားမဟုတ်ဘူးသူတို့ဒါဒုနိုင်ငံရဲ့အထိတ်မှန်မထိနဲ့
အဲ့ဒီအလံဂုံကျက်တွေတောက်ငါတို့နိုင်အောင်ကမယ်ဒီစိတ်ပဲသူကအလွန်ကြောက်စရာကောင်းတယ်လူတွေရဲ့စိတ်နေစိတ်ထားတွေကိုပြောင်းလဲအောင်လုပ်စေတာကတခြား value တွေမဟုတ်ဘူးကျွန်တော်တို့အဲ့ဒီ၃မျိုးမှာဒီလို exchange value ကလည်းလူစိတ်ကိုမပြောင်းလဲစေဘူးလူသားတွေရဲ့စိတ်ကိုလေအကြီးကျယ်ပြောင်း use value တွေကလည်းမပြောင်းလဲစေဘူးပန်ကာကျွန်တော်ထိုင်ကြည့်နေဟာငါနိုင်ငံတော့ငါချစ်တယ်ကွာပန်ကာကြီးကလဲနေတယ်ကွာဘာမှနိုင်ငံမထိနဲ့ကွာပန်ကာကြီးကလဲနေပါလားကွာတို့မျိုးသားမထိနဲ့ကွာဟေးပန်ကာကြီးကလဲနေတယ်ကွာမဖြစ်ဘူးကျွန်တော်အေးတော်ပြီတို့တော်လဲပဲရှင်တော်ဖျားမြင်တဲ့အခါကျတော့ကျွန်တော်တို့ယင်ထဲခုန်သွားကြတယ်ရှင်တော်ဖျားစားလို့ရတဲ့ရမဟုတ်ဘူးဗျာရှင်တော်ဖျားမှာရှိနေတဲ့တန်ဖိုးကကျွန်တော်တို့မျက်နှာမှုတန်ဖိုးပဲ intrinsic value တကယ်မျက်နှာတာတို့ဘာသာရဲ့အထိတ်မှတ်တို့ရဲ့ခေါင်းကဖျားရှိတို့ရဲ့အထိတ်မှတ်29နှစ်မှာမိမနဲ့သားကိုစွန့်ပြီးတော့နန်းတော်ကစွန့်တဲ့တိတ်တထမင်းသားအိန္ဒိယနိုင်ငံသားလေးဘယင်တုတ်တော်သရရဲ့သားလေးမေရောမာယာရဲ့သားလေးဟင်တာသူ့မှာဇနီးတဲ့ကြတော်ရရနဲ့တားလေးရာဟုလာနဲ့အဲ့ဒါကိုစွန့်ပြီးတော့29နှစ်မှာတောထွက်6နှစ်ဒုက္ခစရိယာကျင့်ပြီးတော့မှ35နှစ်ပြည့်တဲ့ညမှာညောင်မင်းအောက်ကိုထိုင်ပြီးတော့တရားရမျက်ရှိစုပ်ပေးလူတယောက်ကလာလှူစရာဘာမှမပါဘူးပတ်စံလည်းမပါရွှေလည်းမပါငွေလည်းမပါဆွန်းလည်းမပါဖျားဖြစ်တော်မင်းအလောင်းလျာအဲ့ဒီညမှာဖျားဖြစ်မဲ့ပုဂ္ဂိုလ်သိတတ်တာဒီညတော့သစ္စာ၄ပါးမြတ်တရားကိုငါသိမြင်ညပဲဒုက္ခသစ္စာသမုဒယသစ္စာနိဂောဓသစ္စာမေဃသစ္စာဒီသစ္စာ၄ပါးကိုသိမဲ့ညလို့ခင်ဗျရိပ်မြင်တော့သူလေညောင်မင်းနဲ့မြေကြီးနဲ့ထိုင်စရာမရှိဘူးမြတ်ထမ်းသမားလေးကလာပြီးတော့သူတော်စင်ပုဂ္ဂိုလ်ဖြစ်မဲ့အလားလာရှိတဲ့လူပဲဒီလူဟာလှူပြရစီရှင်ဖေဟာဘာပါလဲလှူစရာမြက်တွေပါပါတယ်ဖေဟာမြက်ကိုလှူပါအဲ့ဒီမြက်ကလေးရှစ်စုပ်ကိုညောင်မင်းအောင်မှာကျဲလိုက်တဲ့ခါကျအဝိုင်းလေးစာကလေးပေါ်လာတာဒါညောင်မင်းဒီနားမှာမြက်တွေဝိုင်းထားတဲ့ဟာလေးတလန်ကွာလေးတဲ့ဗျမြက်ဝိုင်းလေးကဒီလို၄တောင်မဟုတ်ဘူးဝိုင်းဆက်ဆက်ကလေးတဲ့အချင်းအတိုင်းပဲ14တောင်ကျဲတယ်တဲ့အဲ့ဒီမှာအဲ့ညမှာဖះမဖြစ်တဲ့ညငါမထတော့ဘူးဆိုပြီးတော့သူဇန်တမာကဝင်စားတဲ့ညပဲဗျကစုံလာပြီးနေညကြီးပဲနော်ဖုံဖုံတို့မှိုင်းလည်းတပည့်တော်ခွင့်လို့ပေးပါတချင်းနေပါလေလို့ဆိုတာတိတ်ကျက်တည်းရှိတာပဲကိုပြီးကျဲနော်အတန်ဝင်နေပြီနည်းနည်းတော့ဆိုလိုက်တပိုက်တော့ဆိုလိုက်ဦးမယ်ဖះဖြစ်မဲ့ညညောင်မင်းအောင်ပါမဟာဘောဓိပင်နဲ့တလန်ကွာပါသည်စัจ java လာငြိမ်သက်လို့မျက်ရှိစုပ်ကျဲတော်မူလေပြီကြက်တည်မရှိဘူးလားကျွန်တော်တန်မဟုတ်ဘူးနော်ဖေနော်မဟာဘောဓိပင်နဲ့တလန်ကွာပါသည်စัจ java လာငြိမ်သက်လို့မျက်ရှိစုပ်ကျဲတော်မူလေပြီ34တောင်ကျင်ဝင်ပါတဲ့ပလင်တော်ပေါ်ထွန်းလာသည်ဖျားမဖြစ်သမျှငါမထတော်ပြီဟုလုံလဥဒ္ဒါဆုံကြီးဘောဓိပင်ရှစ်ပလင်ကြီးတက်ဝဲဖွဲ့ခွေစံနေတော်မူသည်အလွန်ချက်တည်ရှိတာပဲဘဂဝါဇိနာရှင်သည်တဏှာရှိသမျှစင်တော်မူသည်အပရာဇိတပလင်ကိုတဲ့အောင်မြင်တော်မူသည်ဘဂဝါဇိနာရှင်သည်တဏှာရှိသမျှစင်တော်မူသည်အပရာဇိတပလင်ကိုတဲ့အောင်မြင်တော်မူသည်ချက်တည်ရှိသောညကဆုံလာပြညအဲ့ဒီညမှာတရားရတဲ့ညပဲပြစ္ဆဝဂိ၅ပါးကိုတရားဆောက်ဟောတဲ့ညပဲပြီးတော့မှတယောက်တလန်းသွားကြပြီတော့ငါရဲ့တရားကိုဆင့်ပွားဟောကြပြီတော့ထွက်ခွာသွားကြတာအဲ့ဒီကစပြီးတော့နောက်ဆုံးရက်ွက်ထရစကားပြောရင်သေချိန်ပေါ့ဗျာပါဠိလိုခန်းအောင်ပြောရင်တော့ပြိဋိဘံစံချိန်ပေါ့ဗျာကုတ်တိန်နိုင်ကိုမြောက်ဘက်ကိုခေါင်းထားပြီးတော့နောက်ဆုံးအချိန်အထိတက်တော်80အထိ45ဝါလုံးတရားဟောသွားတဲ့ပုဂ္ဂိုလ်အခုဆရာတော်ဘုရားတွေအဲ့ဒီစာတွေကိုကြက်လို့မကုန်နိုင်ဘူးနော်ဖုံဖုံတို့မြတ်စွာဘုရားဟောသွားတဲ့45နှစ်ဟောတဲ့တရားပိဋကအဖြစ်3ပုံရှိတယ်နိကေအဖြစ်9ရက်ရှိတယ်ဓမ္မခန္ဓာပေါင်း8400ရှိတယ်အဲ့ဒါတွေကိုကျွန်တော်တို့တန်ဃာတော်များကြက်လို့မကုန်နိုင်ဘူးဖြစ်နေတယ်ဒါလောက်ကြီးကျယ်ခမ်းနားတဲ့တရားတွေဟောသွားတဲ့ပုဂ္ဂိုလ်သူပြိဋိမံဆံသောအခါတန်ဃာများအားလုံးဘလောက်ပဲတရားရှိသည်ဆိုအောင်တော့မျက်ရည်စို့ကြတယ်မဟုတ်ဘူးလားအာနန္ဒာမျက်ရည်ကိုသင်္ကန်းစားနဲ့တို့ခဲ့တဲ့ညပဲလေတက်80မှာတို့ကျေးဇူးရှင်တော့ခန္ဓာဝင်ချပြီကွာဆိုပြီးတော့တန်ဃာတွေမြင့်ကြတဲ့ညအိညပဲအဲ့ဒီအထိတ်မှတ်ဖြစ်နေဗုဒ္ဓဘာသာဝင်တွေကမျက်နှိုးပြီးတော့စေတီလေးဗာလေးတဲတဲ့အခါကျတော့ဆူလေးတဲတယ်ဗကမာဓမယန်ကြီးတဲတယ်ဆူလာမဏိတဲတယ်ရွှေစည်းကုံတဲတယ်ကျွန်တော်တို့တွေရွှေကုံတဲတယ်အဲ့ဒါဘာရဲ့အထိတ်မှတ်လဲကျွန်တော်တို့ဘာသာသာသနာရဲ့အထိတ်မှတ်တောင်းကျွန်တော်တို့ဥချတယ်အဲ့တော့ထိမိပွင့်သွားမှာပေါ့ကတမရနိုင်ဘူးလေခရိယဘာသာဝင်ရဲ့ chat ကိုကျွန်တော်တို့သွားစော်ခိုင်းရင်လေသူတို့ဘယ်ချင်တတ်ပါမလဲကြိုက်စားလို့မရဘူးအဲ့ချက်က
သူတို့ညှက်နိုးတယ်တန်ဖိုးထားတယ်အစ္စလာမ်ဘာသာဝင်တွေရဲ့ဗလီသွားစော်ကသူတို့ခံနိုင်ပါမလားကျွန်တော်တို့လိုပဲဘာဘဲလို့ရှိနေတာလဲစပိန်စီးလို့မရဘူးအဲ့ဗလီကိုဖယားဇေဒီကိုကျွန်တော်တို့ငွေငါချက်စားလို့မရဘူးတွတ်တန်ဖိုးကဘာလဲဆိုတော့ကျွန်တော်တို့ယင်တွေကတန်ဖိုးအဲ့ဒါပြဿနာလူတွေစိတ်တွေကိုအပြောင်းလဲဖြစ်စေတာဘာလဲဆိုရင်အဲ့ဒီညှက်နိုးမှုတန်ဖိုးကလူသားတွေကိုအပြောင်းလဲဖြစ်စေတာကျွန်တော်ဒေးရလူတွေအဲ့ဒါပြောချင်တာကျွန်တော်တို့မှာအဲ့ဒီညှက်နိုးတက်တဲ့စိတ်တွေကျွန်တော်တို့ဖွံ့ဖြိုးတိုးတက်လာဖို့တကယ်လိုအပ်တယ်ဘုရားဆောင်ဘာကြောင့်ချစ်တယ်လဲရှင်းရှင်းလေးပဲခင်ဗျားဘာလာပေးလို့လဲတယ်လီဖုန်းလာပေးလို့လား no မော်တော်ကားလာပေးလို့လား no ဘုရားဆောင်ဓာတ်ပုံကြီးချိတ်ထားတဲ့အိမ်မှာရှိထားတယ်ကျွန်တော်အိမ်မှာလေကျွန်တော်သမီးတွေသားတွေချစ်တယ်တကယ်ချိတ်ထားတာကျွန်တော်သားဆို8တန်းရှိတယ်ဖေဖေသားတနာတယ်ဖေဖေတကယ်ကလေးကသားချစ်တယ်ဖေဖေဟာတကယ်တိတ်မသိသေးဘူးနော်သူ့ဘာချစ်သူ့ဘာကြော်စားလို့ရသလားရေခဲမုံလားဘုရားဆောင်ဓာတ်ပုံကတိုးတော့ကျွန်တော်သားကဘာလို့ဆိုသူ့မျက်နှိုးနေတာဘာကြောင့်မျက်နှိုးတာလဲဆိုတော့မျက်နှိုးလောက်တဲ့အရာတွေလည်းသူ့မှာရှိနေလို့ပေါ့ဘုရားရှင်ဘာလို့မျက်နှိုးတာလဲလောက3ပါးကိုကျွန်တော်တို့အမှောင်တိတ်ထဲမှာအလင်းပြခဲ့လို့ကိုအောင်ဆန်းကိုကျွန်တော်တို့ချစ်ပုံချင်းနေကြတော့ပါလေသူ့ရဲ့လှပလွန်းတဲ့စိတ် beautiful mind ရိုးတာတွေဖြောင့်တာတွေကိုကြိုးစွန့်တာတွေအနစ်နာခံတာတွေလူသားဆန်တာတွေဘဝင်ကြွတာတွေမာမနမရှိတာတွေမယမ်းကားတာတွေခင်ဗျအဲ့ဒီမှာသူ့ value မှာကျွန်တော်ကိုယ်တိုင်လည်းအဲ့ပုံလေးတွေကိုဒီအသက်အရွယ်ကျွန်တော်တို့90တန်းတွေကျွန်တော်တကယ်သိနေတာနော်ကိုတို့သူတို့မိသားစုဓာတ်ပုံလေးများကြည့်ရင်ကျွန်တော်တို့မိသားစုဂျာနယ်တွေမှာပိုင်ရင်လေသမီးလေးကိုချီးသားလေး2ယောက်နဲ့ကြည့်ရင်မျက်ရည်ဝဲပြီလေသိလားတနာတာဩဒီဓာတ်ပုံလေးကိုကျွန်တော်တို့လမ်းထိပ်ကဈေးဆိုင်ကကောင်မလေးကလည်းဆရာအဲ့ပုံလေးသမီးကိုပေးပါသိမ်းထားခြင်းလို့ဈေးတယ်နော်ကိုတို့ကုံစုံဆိုင်ကကောင်မလေးတွေဆရာတို့ရင်စောက်ကလေးတွေစုံနေစာရေးဆရာဆိုတော့ဒီပုံလေးတွေကောင်းကောင်းလေးသမီးတို့အိမ်မှာသိမ်းထားခြင်းလို့ဆရာရဲ့တဲ့ကြည့်ပါဦးသမီးလေးဆိုမျက်လုံးလေးတောက်တောက်နေငယ်ငယ်လေးသားလေးမြောက်ကိုချီးလို့တကယ်ကြီးကလည်းမိမကြီးဖျို့ဖျဲနေပေါ့ဒီပုံလေးဘာလို့သိမ်းနေတာလဲအမတို့ဘာလို့လို့ရလဲကြော်စားလို့ရချက်စားလို့ရလားကြည့်ပါဦးဒီကျွန်တော်ထင်တယ်လေအဲ့ဒီရင်ထဲမှာမျက်နှိုးစရာအကြောင်းတွေလည်းရှိလို့ကျွန်တော်တို့ဖြစ်နေပေါ့အဲ့ဒါတွေကကျွန်တော်တို့စိတ်ကိုပြောင်းလဲစေတာမလေးကျွန်တော်လည်းအခွေဒီမှာခဏခဏပါနေတော့ထပ်တယ်လေးလည်းဖြစ်နေလေခွင့်လို့ပြောလိုက်ဦးမယ်နည်းလေးစိတ်ထဲမှာမိန်လို့ဒီမိသားစုကျွန်တော်စိတ်ဝင်စားတခုရှိတယ်နော်ဒေါခင်ကြီးဟိုတလောက7မိနစ်မှာပါတယ်ယောက်ျားအသက်ခံပြီးပြီလေဘုရားဆန်းဆုံးသွားပြီအသက်ခံလို့အဲ့ဒီအခါမှာကြံတဲ့လူတွေကဘာလုပ်လဲဆိုတော့ဒီမိသားစုကိုပတ်စံလေးပါလေးရောချင်တာပေါ့ဗျာရောတာမဟုတ်ဘူးဗျာပေးချင်တာပေါ့ဥစွဲရဲ့မိန်းမတွေကမျက်နှာပူလို့ငါတို့တော့မှားပြီရဲ့ငါယောက်ျားလူပဲကြီးဂလုံးဥစွဲတက်လို့အာသာနီကောင်းဆောင်တွေအကုန်လုံးသေးရပြီငါတို့နေရထိုင်ရတာမလုံမချုံဖြစ်လိုက်တာတခုခုတော့ပြန်ပေးဆက်ချင်တယ်ဆိုပြီးတော့မှအာသာနီကောင်းဆောင်တွေအိမ်တွေလှည့်ပတ်သွားပြီးမမ်းမခဲအိမ်သွားဒီတို့ဥပချိုအိမ်သွားဥပဝင်းအိမ်သွားအဲ့ဒီခေတ်ကပတ်စံ3သိန်းခွဲလောက်နဲ့လိုက်ပြီးကြောတာနော်ဒီရေမျိုးကဂုံကျက်တွေရှိတော့ပေးသက်များစက်သိန်းချစရာကြီးနော်အဲ့ဒီပတ်စံ3သိန်းခွဲကိုကျွန်တော်မေးကြည့်တယ်လူကြီးတွေဘလောက်လောက်တန်လဲညီလေးတဲ့အင်းရကန်တော့မှအိမ်နဲ့ခြံနဲ့ရတယ်တဲ့အဲ့ခေတ်ကကားပါပါတယ်အဲ့ငွေရတယ်နဲတဲ့အမောက်မဘူးနော်ကိုတို့ဒီနေ့ခေတ်ဆိုရင်ကျွန်တော်ထင်တယ်သိန်းထောင်ကဏ္ဍနေပေါ့ဗျာနော်တောင်းကဏ္ဍနေဖြစ်မှာပေါ့အင်းရကန်စားဆိုတောင်းကဏ္ဍနေပေါ့အဲ့လောက်အမောက်သွားပေးတာနော်နောက်ဆုံးဒေါခင်ကြီးရင်ရောက်မမကြီးရဲ့တဲ့ကျမဂလုံးဆွဲရဲ့မိမပါဩဘာကိစ္စလာတာလဲပတ်စံလေးနဲ့ကျမတို့မိသားစုလာကတော့ချင်းလို့ပါနေရထိုင်ရတာမလုံမချိုဖြစ်နေလို့ကျမမလို့ချင်းပြန်ယူသွားရှင်းမစံတပြားမှမလို့ချင်းပြန်ယူသွားလိုက်တဲ့တခွန်းနဲ့ပြလိုက်တာကျွန်တော်ချက်သိန်းထွာသွားသိလားနောက်တစ်ခါပိုကြိုက်တာတခုရှိသေးတယ်ဘေးကလူတွေကဒေါခင်ကြီးကိုလူငယ်ဘာသာဘာဝပေါ့ဗျာမြှောက်ပေးတာပေါ့တရားဆွဲခိုင်းတာပေါ့ဂလုံးစောတေတံကြတာပဲလေတဲ့ကိုယ့်ဘက်ကနစ်နာတာအများကြီးမမကြည့်ရဲ့တဲ့အဲ့ဒီမိသားစုတွေတရားဆွဲပါလားတဲ့ပြန်ပြောတဲ့စကားချက်သိန်းထားစရာကြီးမဆွဲချင်ပါဘူးတဲ့သူလည်းမဟုတ်ဆိုးမှာကိုလည်းမဟုတ်ဆိုးမှာမြောင်းမြောက်သူကြီးနော်ကရင်မဒေါခင်ကြီးပြောတဲ့စကားသူလည်းမဟုတ်ဆိုးမှာကိုလည်းမဟုတ်ဆိုးမှာကိုတွေကလေတဲ့ယောက်ျားအာဇာနည်ကောင်းဆောင်ဖြစ်နေလွတ်လပ်ရေးကျုံးပြီးတော့တေရတဲ့လူရဲ့မိန်းမမဆိုးမှာတော့ခင်ဗျမျက်နှာငယ်ရရှာတယ်တဲ့ဘိုလ်ချုပ်ကိုတတ်လို့ကြံခဲ့တဲ့မဆိုးမှာချင်းငါနဲ့မကြည့်နေပါဘူးတဲ့ငါသူ့ကိုငါတရားမဆွဲချင်ပါဘူးအေးတဲ့ပြီးတာတွေပြီးပါစေတော့တဲ့ကြည့်စမ်းကွာပါအောက်မှာထိုင်နေတယ်မနုနီရင်ဝါနဲ့ကွာပါနော်ကျွန်တော်အားအသင်လို့သိလားနောက်တစ်ခါကြတော့ဂလုံးဦးစောရဲ့အဲ့ဒီသူ့မိန်းမမှာပါတဲ့သမီးလေးဘေဘီစောမင်္ဂလာဆောင်တဲ့အခါကြတော့တိုက်ဆိုင်တဲ့ချင်းချင်းတက်တယ်တဲ့မင်္ဂလာပွဲမှာဒီလိုပန်းဝတ်ထိုးတဲ့အခါဘာပန်းထိုးခြင်းလဲလီလီဂျာပန်းလေးတွေထိုးခြင်းနေတဲ့ဂျာပန်းတစ်မျိုးရှိတယ်လေ airline ပေါင်းတဲ့ဟာလေးပေါ့နော်လီလီဂျာပန်းလေးတွေပြထားပါတော့ပန်းတစ်မျိုးပေါ့
ရန်ကုန်မှာရှားခက်တာလေလိုက်ရှာတော့အင်းအားကန်ဆောင်မှာအခုသူသမီးနေတဲ့ခြံပေါ့ဗျာသူသမီးနာမည်ကျွန်တော်မသိဘူးထားလိုက်ပါတော့နော်မင်းနေလို့ထားလိုက်တော့နော်အခြံထဲမှာနော်အဲ့ဒီဘန်းတွေကပေါက်နေတာဒေါခင်ကြီးကအမျိုးသားကောင်းဆောင်ကြီးရဲ့ဇနီးလာပြောတယ်အိမ်ထဲမှာအဆောင်ရှောက်ဘာမှမရှိဘူးတာမန်တက်သားအိမ်အစားတော့အကုန်လုံးမြင်မှုမယ်အပေါ်ထပ်မှာနေတာပေါ့ဗျာခြံဆောင်မှလည်းမထားဘူးလေသူကဘာမှအန်နေမှမရှိတာဘူးလူတန်သူတန်လေးတွေကြတော့ခြံစည်းရောဘာညာမရှိတဲ့အခါကျတော့ဝင်ခိုးနေကြတာဒီလီလီဂျာပန်းလေးတွေအဲ့ဒါယောက်ျားလည်းဆိုမိပါစား၄၅နှစ်ဆိုတော့6ချားနေတဲ့အခါကျတော့မှအပြင်ထွက်ကြည့်တော့မှဟဲ့ခြံထဲမှာဘသူလေးလဲဘာလာလို့ကြတာလဲအခုတက်သွေးသက်လန်းအိမ်မှာလေအော်ဒေါခင်ကြီးပါလားလာခုတာအိမ်ကအခိုင်းစေလေးတွေလေဟဲဘုကြောင့်ဆံမိမတော့ဒေါခင်ကြီးကျမတို့ပန်းခုခိုင်းလို့ပါဂလုံးဦးစောမိမလေသူ့သမီးလေးမင်္ဂလာဆောင်မှာပန်းကိုထိုးဖို့လီလီဂျာပန်းလေးတွေလိုက်ဝယ်တာမရလို့ကျမတို့လိုက်ရှာရင်တန်းလန်းနဲ့ဒီခြံထဲမှာတွေ့လို့ပန်းရှင်မရှိဘူးထင်လို့ဝင်ခုမိပါတယ်အန်တီရဲ့ရောင်းပါလားရှင်အေးအဲ့ဒါဘလူးလေတဲ့ဦးစောသမီးလေးမင်္ဂလာဆောင်ပါလားတဲ့ခူးသွားကြလောက်အောင်ခူးသွားတော့တဲ့တော့ကြပန်းကိုထိုးတာမလှမပမလောက်မငါဖြစ်နေဦးမယ်အေးတာရုတဲ့ပတိလေးနဲ့ပြန်ဝင်သွားတာကျွန်တော်ဖက်လို့မျက်ရည်ဝဲလို့မဆုံးနိုင်ဘူးကွာပါနော်ကွာပါတကယ်ကိုနော်ချီလင်းနဲ့မိသားစုပဲလို့နော်ဒါကြောင့်တချင်းလို့ဆိုတာဒေါခင်ကြီးကဟုတ်လို့တယ်နော်မျက်နှာဝိုင်းပြည့်ကြီးနဲ့သူနာပြတယ်သူနာပြဆရာမကြီးဆိုတော့လေဘိုးကျောင်းဆန်းနဲ့ညာခါစားအများဆိုရင်ဘယ်လောက်ကြက်တည်ရှိလိုက်မလဲငယ်ရွယ်ဆိုတော့ဟိုလိုလဲဇွတ်တီကြီးနော်ဆေးရုံတက်တယ်ဂျပန်ခေတ်ဆေးရုံကြီးအခုတကုံအားထားကိတိရှိရယူဇနာဂါဒင်ဥယျာဉ်လုပ်ထားတဲ့ဟာမှာနေမကောင်းလို့တက်ပြီဟိုက nurse တွေ့ပြီကလေးမှာစစ်တိုက်ပြီမျက်လုံးချင်းဆိုရင်လည်းတကယ်ကိုသူကြိုက်သွားတာဒီမိန်းမအချင်းနာအယူကကြီးထား ਈ လားမျက်နာကလည်း very innocent ပြင်းမျိုးမဲ့မထင်လိန်နာကောက်တာရှုပ်တာထွေးတာပွေတာလေးတာတပတ်ရိုက်တာဘာမှမရှိတကယ်ကြီးလို့ရည်တာလေဘိုးချုပ်တယ်မဆေး6လုံးနဲ့နေရင်နှလုံးမနဲ့နှလုံးညကြနှလုံးအဲ့ခဏကြီးတောင်းတော့ကော်ဖီလေးနဲ့တောက်အစာခံပြီးတော့ပြန်ထွက်သွားဟာဒီမိန်းမချက်တည်ရှိလိုက်လားထမင်းအင်းနဲ့အင်ကြီးဖြူလေးနဲ့ဆွဲကြိုးလေးလည်းမဆွဲထားလက်ကောက်လေးလည်းမရှိလက်စွပ်လည်းမရှိတာမန်အင်ကြီးလေးနဲ့သူနေတာထိုင်တာလက်ပတ်နိုင်လေးတလုံးတော့ပတ်ထားရှာရဲ့ငါချစ်သွားပြီဖြစ်ပြီးတော့မှအတင်းပြန်ပြီးလူကြီးတွေပုတ်ကတ်တာဒီလိုဥပရှိုးလို့ပုံကိုယ်လေးဥပဝင်းတို့လို့သူ့အကိုကြီးတွေကျွန်တော်မိမတယောက်တွေ့တယ်ကျွန်တော်ချစ်တယ်ကျွန်တော်အခုယူရင်လည်းဘယ်တော့ယူမှလဲအခုညနေယူရင်ဟာဖြစ်ပြီးရိုးသားသောယောက်ျားများတကယ်ကိုမိမတယောက်တွေ့တာနဲ့လက်ထပ်ဖို့စစဉ်းစားတာတချို့ကြတော့မဟုတ်ဘူးနော်9နှစ်10နှစ်တွဲပြီးဝအောင်အီအောင်တွဲတာနော်မိမလေးကလက်ထပ်ကြပါလို့ပြောတာမှမလေးနေပါအောင်ကို့မှာအလုံးမရှိသေးဘူး3နှစ်လောက်စောင့်ပါအောင်ပါအောင်နဲ့အဲ့ဒီ OBJ ကြီးပြောတာလေလို့မိန်းကလေးကိုနစ်နာအောင်နာမည်ကပြက်ပြီးမျိုးလေးရွာထဲမှာနဲဟိုမှာဒီသားချက်ချင်းကိုတွေ့တာနဲ့ချစ်တယ်ဘာညာမဟုတ်ဘူးနော်တခါတည်းလက်ထပ်မှာအဲ့ဒါနဲ့သွားပြီးတော့မှမိမတောင်းရတာသူနာပြုဆရာမကြီးနာမည်ကဘာလဲနတ်မကြီးက sister ကြီးကထမင်းစေးကြီးနဲ့လူကြီးတွေပါသွားပြီဥပဝင်းတို့ဘာတို့ဥရဇတ်တို့ဆရာမကြီးကြောက်ပါခင်ဗျဒါဗိုလ်ချုပ်အောင်ဆန်းပါခင်ဗျသိပါတယ်တဲ့ကျွန်တော်နိုင်ငံမှာအကြီးဆုံးပါခင်ဗျတင်နာပဋိပါခင်ဗျဆရာမကြီးတို့ဆေးမှာရှိနေတဲ့ကျွန်တော်တို့ဆရာမလေးမခင်ကြီးကိုသူမြစ်တာညှက်လို့ပါခင်ဗျပေးစားပြရကိုလာတောင်းပန်တာပါခင်ဗျဟဲကိုတော်မသိလိုက်ပါလားသူတို့ချင်းဘယ်တော့မှဇလန်းနေဖြစ်ကြပါလိမ့်ဟဲ့လာအောင်ခဏစေးပါလေတွားခေါ်စမ်းမခင်ကြီးကိုလာပြီရှက်ပြီပေါ့ဗျာဘုံကျောင်းဆန်းလာတောင်းနေဆိုတော့တမိစားမဟုတ်ဘာမဟုတ်နဲ့အဲ့ဒီမှာကြီးတွေကိုလှိမ့်တုံးတော့တာပေါ့ဗျာမိမတွေကရိုးသားပြီဆိုရင်အချစ်နဲ့တွေ့ရင်ကြီးတွန်းတယ်ကျွန်တော်မှတ်ထားပြီးသားမရိုးသားတဲ့မိမဘယ်တော့မှကြီးမတူဒေါခင်ကြီးရက်ပြီးပါလို့တတ်ထင်လေဘုံကျောင်းဆန်းကိုလှမ်းကြည့်လိုက်ကျွန်တော်ကတော့မိမတယောက်ကိုတွေ့ရင်လေအဲ့ဒါပဲကြည့်တာပဲကြီးတွန်းရင်ဒါမြစ်တာသိမြစ်တာမှန်ပဲယောက်ျားလေးများနော်မိန်းကလေးတယောက်ကမြစ်တာသိမြစ်တာမှန်နဲ့ချစ်ကြီးတွန်းတယ်သူကခမကြီးသားတကားသွားပြောကြည့်ပါလားဟင်တဘာရင်နဲ့မိမတယောက်ကိုသွားပြောခင်ဗျာကိုတော်တပတ်ရိုက်လိုက်ဦးမယ်ကျွန်တော်စကားလေးပြောစရာရှိလို့ပါခင်ဗျာပြောလေဘာပြောမှလဲကြည့်ရနဲ့သိပြီဟလားကျွန်တော်လေးဟိုနင်းပေါ်အမဆေဆိုးမှလည်းကြောက်နေလို့မောက်ကျွန်တော်မြင်နေတာကြာပါပြီမမြစ်တာမျှနေလို့မင်းပြောတာရောမှာလားအဲ့ဒါကြောက်စရာပဲနော်အဲ့လိုမဟုတ်ဘဲနဲ့ဘာလာပြောတာလဲလို့ဒေါခင်ကြီးတို့ပေါ့ဗျာဘိုးကျောင်းဆန်းအဲ့ဒါကိုတွေ့သွားတာဒီမိမကြီးတုံးနေမြစ်တာသိမြစ်တာမှန်ပဲဒီမိမကြီးတုံးနေပြီကွာမြစ်တာစီမြစ်တာမှန်မဲဆိုပြီးတော့တကယ်ကိုပဲသူတို့နှစ်ယောက်ကိုလက်ထပ်ပေးလိုက်ကြတာဗျာမင်္ဂလာပွဲမှာဘာမှလက်ဖွဲ့ပစ္စည်းမေမေရမရှိသူတို့ဇုံလေးမတ်တရနဲ့ပုံလေးတွေ့ဘူးလားစစ်ပစ်စုံလေးနဲ့အုတ်ချုပ်ကလေးနဲ့
ရွှေငွေဘာမှမရှိကျွန်တော်တို့ဒီလိုအခောက်သားလက်စုံမဝတ်ထားဘူးဘုဒ္ဓဆန်းဟာခင်ဗျားလေကျွန်တော်တို့ဆွဲကြိုးအခောက်သားလေနော်အဲ့ဒါမဝတ်ထားဘူးရိုးရိုးကြီးဒီတိုင်းနေနေတာဟိုကသူနာပြုဆရာမကလည်းဘာမှပါပဲနိုင်လေးတစ်လုံးနဲ့ဘုဒ္ဓဆန်းလက်ကလေးကိုဒီလိုလေးချစ်ပြီးတော့မှပါလေဒါရက်နေတာကရင်စစ်သားလေးတွေကလက်ဖွဲ့တယ်ထိုးဆန်းနဲ့လက်ဖွဲ့နော်တချင်းနဲ့လက်ဖွဲ့ပြရသည်ကျွန်တော်တို့မှာပတ်စံလည်းမရှိပါဘူးဘုရားကျွန်တော်တို့မှာရွှေလည်းမရှိပါဘူးဘုရားကွာပါပေါ့နော်ကွာပါလားခံထားလိုက်ပါလားဖြည့်ငွေပလားကြီးနဲ့ထည့်ကြအိုဘီဂျေကြီးလာထည့်ကျွန်တော်တော့ဆိုရင်ပြောတာပါကျွန်တော်ကဗိုလ်ချုပ်ဆန်းနေရဆိုအဲ့လုတ်တယ်နော်အိုဘီဂျေကြီးမလားကြည့်မှကျွန်တော်ကိုဝင်းနိုင်လာပြီကတော့ဆရာဒီဘက်ဗာလက်ဖွဲ့လက်ကြည့်ဟမ်လက်ဆိုလေးသေးသေးလေးဟေ့အောင်မြင်တာပါလေငါမူတာသွားစမ်းမှာဗိုလ်ချုပ်စင်ကိုသွားတစ်ချက်သားလို့ပြေလို့ဟာမှာကျွန်တော်ဆိုလုတ်တယ်နော်မမနုဆိုင်ဆရာမလာပြီဗာလဲဟာမလေးလာဖန်ခွက်ကလေးတွေသွားပြန်ယူသွားကားတော်လေးပါလေးထည့်ပါလားမမနုကားတော်ထည့်ရောလုံးပါပေါ့မရှိရှာဘူးနော်တကယ်ကိုအယောဂန်ကြီးနဲ့စစ်သားလေးတွေကတချင်းလေးဆက်ပြီးတော့မှဂီတာလေးနဲ့သူကတချင်းဆိုပြီးတော့မင်္ဂလာဦးလက်ဖွဲ့တယ်ဗျာအလွန်ချက်တည်ရှိတာပဲတဲ့ဒေါခင်ကြီးရဲ့အတွင်တရံတွေပေါ်တဲ့ပွဲပဲအဲ့ဒါလာမင်းကြီးလိုပဲတဲ့မင်းမျက်နှာကြီးရတဲ့ဝင်းမကြည့်နေတာပဲတဲ့ဘယ်မိမနဲ့ငါမလဲနိုင်ဘူးတဲ့ငါဘယ်သူမှမချစ်ခဲ့ဘူးတဲ့မင်းကိုပဲချစ်တာတဲ့နာမည်ကျော်တချင်းကျွန်တော်တိုင်းကြီးမှာခက်စားခဲ့ဘူးတာပေါ့ငွေတော်ရရောင်ချီငွေတော်ရရောင်ချီထိန်လင်းတော်သည်ဘုံညိုးပြတ်တဲ့မိုးနံမဒီတရာကပူသည်ဆီယမကိုပဲတဲဆွဲအောင်ချစ်မိသည်ထိန်ကြီးလာရောင်ဆန်းတော်လွမ်းပေါ်ပါသည်ချစ်သူရှိရင်ဖွင့်ပြောပါလားလို့ဒီရိုးရိုးနဲ့မှန်ရကိုပြောမြည်တကယ်စိတ်ကဒီဘယ်မိမမှမချစ်ခဲ့သည်တရာကပူသည်ဆီယမကိုပဲတဲဆွဲအောင်ချစ်မိသည်တိတ်ကျက်တည်ရှိတာပဲမခင်ကြီးရဲ့မြင့်မျက်နာလေးတဲ့ဒဇမုံလာပြညမှာတာနေရလာမင်းလိုပဲဝင်းပကြည်လင်ပြီးတော့တိတိပပရွှွှွလက်လက်နဲ့ပဲမင်းက very innocent ဘာမှအပြစ်မရှိတဲ့မိန်းမထိန်ကြီးလာရောင်ဆန်းတော်လွမ်းပေါ်ပါသည်အလွန်တိတ်ပဲရှိတယ်နော်ချစ်သူရှိရင်ဖွင့်ပြောပါလားလို့ဒီရိုးရိုးနဲ့မှန်ညာကိုပြောမြည်တကယ်စိတ်ကဒီဘယ်မိန်းမမှမချစ်ခဲ့သည်တရာကပူသည်ဆီယမကိုပဲတဲဆွဲအောင်ချစ်မိသည်အလွန်ချက်တည်ရှိတယ်ဝိုင်းဝိုင်းဆက်ဆက်ကြီးနဲ့ဒါလေးနဲ့အင်ဂျင်ဖြူလက်စကလေးနဲ့ထမင်းအင်းကြီးလေးနဲ့လက်လေးကိုကိုင်းလို့ဒီမိန်းမတွေမှာဒီလိုသဘောထားကြီးတဲ့စိတ်တွေယောက်ျားတည်ပြီးတဲ့အခါမှာကလေးလေးနဲ့ကြိုင်တဲ့အချိန်မှာဒီစကားကိုသူပြောတယ်နော်အေးတို့ကြောင့်သူသိချစ်တယ်လေလောက်ငောင်ခူးသွားနော်တို့ကြောင့်တတ်တဲ့လူတွေရဲ့မင်္ဂလာပွဲကိုလုပ်ပေးနေတာအခုနောက်ပိုင်းနေမှာကျွန်တော်ဆက်ဖတ်တဲ့အခါကျတော့အကိုတို့အမတို့တော့ဒီမှာစာတွေပါတွေဖတ်ရင်လေ7 day လို့ဂျာနယ်မျိုးမှာတွေ့မယ်ထင်တယ်ကျန်ခဲ့တဲ့2 3 ဘက်ကလေဟာချက်သိမ်းထားတာတခုပါသေးတယ်နော်ကလုံးဦးစောရဲ့မြည်တွေကြံသေးတယ်ဘေဘီဆိုးကမွေးတာတွေအခုရွယ်ရောက်လာပြီလေ7 day ဂျာနယ်ကသွားပြီးတော့အင်တာဗျူးလုပ်တာအသက်တွေကြီးကြပြီနော်တဲ့အမတို့လေတဲ့နေရထိုင်ရတာအဆင်ပြေရလားကျွန်တော်စိတ်ဝင်စားလို့ဖတ်ကြည့်တယ်ခုတော့ပြေပါပြီတဲ့ငယ်ငယ်တော့တိတ်ခက်ပါတယ်တဲ့ကျမတို့ဟာလေတဲ့ကျောင်းတစ်ကျောင်းမှာတခါမှတစ်နှစ်ပြည့်အောင်မတက်ခဲ့ရဘူးဟိုအထက်ကကျောင်းမှာ3လထွက်လာလိုက်ကြဟိုအတက်ကမှာ9လကျောင်းကထွက်လိုက်ကြဟိုကျောင်းမှာ2လပြီးသွားပြီတစ်နှစ်အထိတ်ထိတ်လန့်လန့်နဲ့ကျွန်တော်တို့ကျောင်းတက်ခဲ့ကြပါတယ်တဲ့ကျမတို့လေ9တန်း6တန်းတော့ကလေတဲ့ကျောင်းသားလေးတွေကခလေးဘာသာပေါ်ကလာဆဲတယ်လာစတယ်အတန်းဟိုတဲ့လာကြည့်တာတဲ့ဟေးဘာမှလဲကွာဂလုံးစော်မြည်တွေနင်းတို့လားခလေးဘောကဟိုတို့ဘုံကျောင်းဆောင်တက်တာသူတို့ဘောကွာခလေးတွေကထွေထွက်သွားကြကျမတို့မိသားစုတွေအထိတ်ထိတ်လန့်လန့်နဲ့ကျောင်းထဲမှာနေခဲ့ရပါတယ်တဲ့အမတို့ညှိချက်စရာမကောင်းဘူးလေကြည်စမ်းတမန်ရဲ့သင်ခန်းစာများတားစင်မြေးဆက်ခံလိုက်ရတာနော်အဲ့လိုနေခဲ့ရတာကျမတို့တဲ့အာဇာနည်နီးတွေများနီးလာပြီဆိုရင်ဖြင့်အာဇာနည်နဲ့နီးလာရင်ကျမတို့ကြောင်းမတက်ရတော့ဘူးတဲ့အိမ်မှာပဲကုန်နေရတာတနေ့သွားတက်တဲ့ခါကျတော့လာပြီးလူတွေကမျက်စောင်းထိုးပြီးကြည့်ပြီးတော့မှထွေထွန်းတဲ့ဒီကောင်လေးပေါ့ကွာတို့မျိုးသားကောင်းဆောင်တတ်တယ်ဆွေစဉ်မျိုးဆက်တွေကျမတို့နောက်နေ့ကစပြီးအာဇာနည်နဲ့နီးရင်တပတ်ဆိုရင်ကြောင်းမတက်ကြဘူးကျမတို့ရက်ွက်ထဲမှာလည်းအပြင်မထွက်ရဲဘာလုတ်ကင်စားတော့ပါသလဲဟိုကမေးတယ်လေကျမတို့ဈေးလည်းရောင်းလို့မရပါဘူးတဲ့ဘယ်သူမှလာမဝယ်ကြပါဘူးကျမတို့တဲ့သိရင်ထွေပဲတဲ့သူတို့ကဒင်းလို့ကအဲ့ဒါနဲ့အဖေကြီးခြံထားခဲ့တဲ့အင်းရကန်ဆောင်ကခြံကြီးကကျဲပြီးပတ်စံတန်ဖိုးရှိတဲ့အခါကျတော့ကျမတို့ဖဲ့လှီရောင်းရင်နဲ့သိန်း1000ရလိုက်အဲ့ဒါလေးနဲ့50 နဲ့စမ်းနေလိုက်ကြကုံသွားလိုက်နောက်တစ်ခါနည်းနည်းလေးဖဲ့ရောင်းလိုက်အဲ့လိုနဲ့ကလေးလေးပညာတတ်အောင်တင်လာတာပါတဲ့အခုတော့ကျမတို့လောကကြီးကနည်းနည်းတိတ်ပြီးတော့အဖြစ်တင်တဲ့ပုံမရှိတော့ပါဘူး
ဟိုဘက်ကမေးတဲ့စကားပူတော်ကောင်းသေးတယ်အခုသွားတွေ့ပါလားတဲ့သူတို့ရဲ့သမီးရှိတယ်လေတဲ့ဒေါအောင်ဆန်းစုကြည်သွားတွေ့ပါလားသွားတောင်းပန်ဖို့တဲ့ချစ်ချစ်ခင်ခင်နဲ့ကျမတို့သွားမတွေ့ရပါဘူးရှင်တဲ့သူကဂုံကြီးတဲ့မိန်းမပါကဘာတိခေါင်းဆောင်ပါကျမတို့ကဗိုလ်ချုပ်ကိုတတ်ခဲ့ပြီးတဲ့မျိုးဆက်ကမြည်ရဆိုတော့သူ့မျက်နှာကိုကျမတို့ငိုလို့မကြည့်ဘူးမဟုတ်ရှင်ဖြစ်တာအဲ့ဒါကိုသတင်းနောက်တွေကလည်းဟိုသွားမေးတယ်နော်ဒေါ်စုကြည်သွားမေးတယ်အဲ့ကလေးတွေဘယ်လိုသဘောထားလဲဘာအပြစ်ရှိလို့လဲကလေးတွေရတယ်ဟာကြောက်စရာပြန်ပြောတဲ့စကားနော်ကလေးတွေနဲ့ဘာဆိုင်လဲပြီးတာတွေပြီးခဲ့ပြီနိုင်ငံရေးမှာဒီလိုဖြစ်တတ်တယ်ရုပ်မှန်တဲ့လူတွေကဒီလိုပဲခေါင်းဆောင်ကိုတတ်တတ်ကြတယ်ကျမပြောတတ်တယ်သူတို့ဖို့မှန်နေတယ်သူတို့သူ့သမီးတွေမြည်နေတယ်ဘာမှမဆိုင်ဘူးတာမဆိုင်တဲ့လူတွေရောက်ကျိုးလွန်ခဲ့တဲ့အမှုကိုမြည်တွေထိမြစ်တွေထိလိုက်ပြီးတော့လူဖွဲ့စည်းရနေပြီလက်ညှိုးထိုးပြီးတော့ယွန်းရှာပွဲလုပ်နေတာကိုကျမမကြိုက်ဘူးတဲ့လောကကြီးမှာရဲရဲဝံ့ဝံ့လွတ်လွတ်လပ်လပ်တွားကြလာကြနေကြပါစေတဲ့ဒီကလေးလေးတွေဘာမှဆိုင်တဲ့ကလေးလေးတွေမျက်နှာငယ်အောင်မလုပ်ပါနဲ့ကျမမကြိုက်ဘူးလေစက်သိန်းထစရာကောင်းလိုက်တာနော်ကွာပါဟုတ်ကမမနုနဲ့ကွာလားနော်တကယ်ကွာချတယ်နော်ဒီရေရလူတွေကကျွန်တော်မေးမြင်ကဲဟေးကောင်စာရေးဆရာအစုပ်ပလို့မောင်းသားချိုမင်းစင်မပြောနေတယ်မင်းအဲ့ဒါဘယ်ရသိတာလဲမင်းကဒိဗ္ဗစက္ခုလားကျွန်တော်စာဖတ်သိတာ40တာမဟုတ်ဘူးစာဆောင်လေးပါတာကျွန်တော်ဖတ်ပြောနေတာအဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်တို့ကသူတို့ကိုကြည့်ပြီးမျက်နှာနေရတာဓာတ်ပုံလေးတွေတွေ့တဲ့ခါကျရင်ဟဲဘိုးကျောင်းဆန်းတို့မိသားစုပုံလေးတော့အမလေးကလေးလေးတွေတော့ငယ်ငယ်လေးကျန်သမီးလေးကငယ်ငယ်လေးပေါ့စားလေးရှိတယ်ချီထားတာအမလေးဆရာအဲ့ပုံလေးသမီးကိုပေးပါလားသမီးသိမ်းထားခြင်းလို့ဘာဖြစ်တာဒီဓာတ်ပုံ intrinsic value ညှက်နှိုးမှုတန်ဖို့တိတ်မျက်နှိုးတယ်လူကအဲ့လိုမျက်နှိုးခံရတယ်လို့ဖြစ်ဖို့လူအပ်တာပေါ့အဲ့ဒီတန်ဖို့ကအကြီးဆုံးတန်ဖို့ဒီပတ်စံဖလှယ်မှုတန်ဖို့ကစားပြီးမွေးငါသွားပဲစားဗလစဲဝင်ပြီးဘာမှစိတ်ထဲမှာခင်ဗျားတို့ထိကြိုက်ပွန်းရှဒဏ်ရာရစရာအကြောင်းမရှိလွမ်းစရာလည်းမလိုဆွေးစရာလည်းမလိုချီကျိုးစရာလည်းမလိုကျွန်တော်တို့ကမဟုတ်လားဒီကောင်ကညှက်နိုးတဲ့တန်ဖိုးတွေကြီးလာမှလူကလည်းဘာဖြစ်လာလဲဆိုရင်မြင့်တက်လာတာအဲ့မျက်လုံးမှုတန်ဖိုးတွေရင်ထဲမှာပြောထောင်လို့ရလာအောင်ကျွန်တော်တို့ကဘာလို့ ရလဲဆိုတော့စိတ်ကိုပြုပြင်ပေးရတယ်ဗျလူတွေစိတ်နေစိတ်ထားတွေမြင့်မြတ်အောင်ကျွန်တော်တို့ကလက်ကျင့်ပေးရတယ်ခုနကတော့လူတွေလိုက်ဝိုင်းရင်ကြတယ်နော်မမတို့ဟိုနေကြပြဖတ်တဲ့ခါကျရင်ဗာလဲဆရာမင်းသူဝင်ရဗာလဲကြက်တီဝေးလေးအာကောင်ကြီးကွန်ကလတ်ကိုချီမချီပါနဲ့ကိုကြက်တော့ဗာကြီးလာမှပြောနေ့မှကြီးငါမကြောင်သေးနိုင်တဲ့ခေါက်ပါထားပါတော့ကျွန်တော်တို့လူဖွဲ့စည်းမှာရှိနေတဲ့ကြပြားတွေစားတွေဟာအဲ့လိုတာမန်ကလေးကြပြားလေးကအစလူငယ်လူရွယ်တွေရဲ့စိတ်ကိုပြင်ပေးနေတာကျွန်တော်တို့ဖတ်ခဲ့တဲ့ကြပြားလေးကိုရှိတယ်လူတိုင်းရတယ်ဒေါက်တာမောင်ဖြူရေးတယ်မစ္စတာတန်ကွမ်လျောင်နော်ကလေးကြပြားကြီးတဲ့ဆရာကြီးကြပြားလေးက6ရောင်းလောက်ရှိတာပါပီကလေးပုတ်တုတုသူ့စကားကဟူသူ့စကားလူမသိလူစကားသူမသိတနာပါပြီဒါလေးပဲကျွန်တော်တခုမေးမယ်အဲ့ဒီကြပြားကလေးတွေကျွန်တော်ဘာဖြစ်တယ်လို့တချို့ဆရာမတွေသိမှသိမယ်နော်ဒါအပြော်လားတက်ကလေးတွေအချိန်ဖြုံးနေတာလားအပြော်ရွတ်ခိုင်းတာလား no ကျွန်တော်ညင်းမယ်ကျွန်တော်တို့ရဲ့ရှေးပညာရှိကြီးများကစာတပုတ်ကြပြတပုတ်ကိုအကြောင်းကိစ္စရှိနဲ့သူတို့ရေးခဲ့ကြတာလူမှာလူစိတ်မှာအခြေခံအကျဆုံးစိတ်ဖြစ်တဲ့ပါလေကိုရင်းစာတရားပေါ့ sympathy အင်္ဂလိပ်လိုပေါင်းရင် sympathy SYMPATHY ခလေးတွေရင်ထဲမှာအဲ့ဒီ sympathy လို့ခေါ်တယ်ပါလေကိုရင်းစာစိတ်ကလေးဝင်သွားအောင်ဘာလုပ်တာလဲအဲ့ဒီကြပြလေးကခလေးကိုလုပ်ပေးတာပါပီကလေးပုတ်တုတုသူ့စကားကဟူမိမိခွေးလေးကအမွှေးဝါးလေးနဲ့ဖြူလေးနော်အမိလေးလည်းဖွာလို့အရက်ကလေးကပုတ်တုလေးနဲ့သူစကားပြောတဲ့ခါကျတော့မိသားကိုလှမ်းပြောနေတာဟူနဲ့ချစ်စရာလေးမိမိရဲ့ကလေးလေးကပါပီကလေးပုတ်တုတုသူစကားကဟူသူစကားလူမသိလူစကားသူမသိတနာပါပြီသူပြောတာကိုသားမသိဘူးမိမိရဲ့တဲ့ထမင်းစားလို့လားအိတ်ရှင်လို့လားသားပေါ်တက်ရှင်လို့လားသူစကားကိုသားနားမလဲဘူးနော်တဲ့တာဟိုကောင်ဟိုနားသွားဆိုလဲ तू ကဘာမှမသိလျှောက်သွားနေတာပဲလာဆိုလည်းမလာဘူးမိမိရဲ့တဲ့တာပြလဲ तू မသိဘူးနော်တဲ့ခွေးလေးကတနာစရာကောင်းလိုက်တာမိမိရဲ့တဲ့ကြပြလေးကဒါပဲပါပီကလေးပုတ်တုတုသူ့စကားကဟူသူ့စကားလူမသိလူစကား तू မသိတနာပါပြီမိမိရဲ့တာခွေးလေးကိုတနာလိုက်တာဆီယမလေးကတောက်ကလေးကိုစာတင်တဲ့အခါတနာစရာကောင်းတယ်ခလေးတို့ရဲ့တိရစ္ဆာန်ဆိုတာဘာမှမသိရှာဘူးလေတားတို့လိုစကားလည်းမပြောတတ်ဘူးဖေဖေမေမေလည်းမရှိဘူးအိမ်ဝင်စားလည်းမရှိဘူးဆိုင်လည်းစားတယ်မပြောတတ်ဘူးချမ်းလည်းချမ်းတယ်မပြောတတ်ဘူးတနာစရာကောင်းတာပေါ့သားရဲ့အဲ့လိုစိတ်ကလေးတွေကလေးလေးတွေရင်ထဲမှာရောက်သွားဖို့ကျွန်တော်တို့ကဒီကြပြလေးတွေနဲ့စုခိုင်းနေတာဘို့လို့ပြောရင်တော့ကြီးကြီးကျယ်ပြောရင် sympathy ပေါ့စာနာစိတ်ပေါ့မိမိ तू ကစကားပြောတတ်ဘူးနော်ဒါတနာတယ်မိမိ तू တို့ကနော်သားတို့လိုဂရင်မမအေးရဘူးနော်မိချမ်းရင်လေဟိုမြေကြီးထဲမှာတောင်လေးမှာကွေးနေရတာမိမိရဲ့တာခွေးလေးကိုတနာတယ်မိမိရဲ့အဲ့ဒီစိတ်ကိုကျွန်တော်တို့ပြောထောင်ပေးနေတာလူကြီးကြီးအဲ့ဒီစိတ်ကလိုအပ်တာပေါ့
ခင်ဗျားတို့ပြောလိုက်ဦးမယ်အမျိုးသားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းအဲ့လိုစာနာတာကိုကျွန်တော်သွားပြီးတတိယမိလို့ကားမောင်းထွက်လာတယ်အိမ်ကနေပြီးတော့ကန်တော်ကြီးဆောင်ရောက်လာတယ်စာအုပ်ထဲမှာပါတယ်နော်အကျော်တဲလေးတဲ့လင်မယား2ယောက်မိတွေဖိုးလို့ဝလီမနဲ့စောစောကြီးဒီဇင်မှာဆောင်းလာတအားအေးတဲ့အချိန်ကြီးခုတော့မဟုတ်ဘူးရာသီဥတုကဗိုလ်ချုပ်အောင်ဆန်းကားလေးထိုးရတယ်ဒိုင်မာဘေးကဇက်နဲ့သူကဆင်းချသွားပြီးတော့အကျော်ကသာလင်မယား2ယောက်ကလန့်သွားတော့ကြီးလိုက်တော့ရက်ွက်ကောင်စီလည်းမဟုတ်ဘူးလေဗျာကျွန်တော်တို့ရက်ွက်ကောင်စီတော်ကြောက်နေတဲ့ခေတ်ကြီးအဲ့တုန်းကဆင်းလာတဲ့ကောင်ဗိုလ်ချုပ်အောင်ဆန်းဖြစ်နေတယ်ဟာဟိုမိမအကျော်တွေကိုဆယ်နေတဲ့အချိန်ကြီးစားသုံးသူတော်မရှိသေးဘူးယောက်ျားလည်းဘေးနာရင်နှိုးလေးချပါညာလုပ်နေတဲ့အချိန်ကြီးဟာမိမဗိုလ်ချုပ်အောင်ဆန်းကွာဆိုပြီးတော့ကြောက်လန့်ပြီးထရက်တော့ဆွတ်ချက်ချင်းမြက်ကလေးနဲ့ဘာပြောမှမသိတော့ဘူးကြောက်နေတာသူတို့ထင်နေတာဗာလဲဆိုတော့ဗိုလ်ချုပ်အောင်ဆန်းဆိုင်နာပြက်ခိုင်းနေထင်နေတာမင်းတို့ကြော်ဆိုင်ဖြစ်လိုက်စမ်းပြောတယ်ထင်တာဘယ်ဖြတ်ခိုင်းမှလဲဗျာလူမမဟုတ်တာကြီးကိုနော်ကွာပါဆိုတာကွာပါမဟုတ်ဘူးလေဟဲ့ကိုဝင်းနိုင်နဲ့တော်ကွာတယ်သူတို့တိုက်ရှင်မှာ900တိုင်လေးလာထွက်တာခင်ဗျမောင်းထွက်တယ်ဘယ်လောက်ရုပ်ကန်းတဲ့လူလဲဆိုတာဘိုးကျောင်းဆန်းနဲ့ကွာပါ900တိုင်လေးကိုနှင်ထုတ်တယ်လာမကြောင်းလို့ဆိုပြီးတော့ဟိုကဆင်းကြည့်တာအဲ့ဒီမှာအကျော်ကျော်ရင်းတန်းလန်းထဲမှာယောက်ျားထလိုက်တယ်ဟာဘိုးကျော်ရမင်းမေးစရာရှိတော့ငါဆင်းလာတာညာသားနတ်မောက်သားကလေနော်မလေးစနေသားကလေစကားပြောတာလေဘူးနဲ့ပေါက်လို့မင်းငါကြည့်နေတာ4-5ရက်ရှိပြီတဲ့ဟာဘိုးကျော်ဘယ်တော့မှကြည့်တာလဲငါဒီကကားမောင်းထွက်နေတာငါဒီနောက်ကပင်ကန်တော်ကြီးဆောင်အတာဝလိမ့်မှာငါနေနေတာလေငါယုံတက်ဖို့သွားနေတာမင်းလှမ်းကြည့်တာ9ရက်လောက်ရှိပြီတဲ့ဟုတ်ကဲ့ဘိုးကျော်ကျွန်တော်ဘာလို့ဖြစ်လို့လဲဘိုးကျော်မဟုတ်ပါဘူးမင်းမချမ်းဘူးလားတဲ့နိုင်ငံတော်အကြီးအကဲနံပါတ်1ကလမ်းဘေးကလူတွေကိုစိတ်ဝင်စားတယ်ဗျာအံ့ပါရဲ့မလီနော်အံ့ပါရဲ့တကယ်အားတူရကြီးမင်းမချမ်းဘူးလားကျွန်တော်ချမ်းတယ်ဘိုးကျော်ဘာလို့မင်းအိမ်မဝတ်တာလဲမင်းအနှွေးလည်းမရှိဘူးလားမရှိဘူးဘိုးကျော်အေးငါကြည့်နေတာ9လောက်ရှိပြီကွာဒီကောင်ဘာလို့မဟုတ်တာလဲမသိဘူးငါမိမတော့ငါပြောနေတယ်မခင်ကြီးတော်မှလူတယောက်တွေ့တယ်ကွာလမ်းဘေးမှာကြော်တရားနေတာဆွတ်ချက်ချင်းပဲကြည့်နေကွာမချမ်းလားမချမ်းဘူးလားပါဘူးလားလည်းမသိဘူးဆိုပြီးတော့ငါကြည့်နေတာကြာပြီတမင်းဟိုလေဟုတ်ကဲ့ကြောက်ငါအနှွေးတယ်ပါလေဘိုးကျော်ကအနှွေးတယ်လေးနဲ့ကြောက်မင်းယူထားလိုက်ချွတ်တာအမခမ်းမင်းတော့စင်မတော်သားမဆက်လူကတနာတတ်တဲ့စိတ်ပဲစာနာတာသူချမ်းပါပေါ့ခုနကလေးလေးတွေကိုတွင်းမိတဲ့စိတ်မျိုးပဲမေမေခွေးလေးကပုတ်တူလေးနဲ့မေမေရဲ့စကားပြောတော့ဝူးနဲ့နော်သူပြောတော့လည်းသားမသိဘူးသားပြောတာသူမသိဘူးတိရစ္ဆာန်လေးတွေကသားတို့လိုမပြည့်စုံဘူးမေမေရဲ့သားတနာတယ်မေမေရဲ့အဲ့ဒီစိတ်ကအခြေခံအဲ့ဒါပဲသူကဒီကောင်ငါတို့လိုအိမ်နဲ့ဗာနဲ့နေတာလည်းမဟုတ်ဘူးထင်တယ်အနှွေးတွေဗာတွေနဲ့ဂဒင်းတွေဗာတွေနဲ့မဟုတ်ဘူးထင်တယ်ပြည့်စုံမဟုတ်ဘူးထင်ပါရဲ့ကွာဒီကောင်လေးကချမ်းပါပေါ့ငါပေးမယ်ဒီစိတ်နဲ့စဉ်းစားလာတာကျန်းစိတ်မဟုတ်ဘူးဟေ့ငါအိမ်ယူလိုက်ဆိုချွတ်တာယူလိုက်ဆိုဘသူယူရဲမလဲဗျာကဲစဉ်းစားကြည့်တာမအောင်ဖယားရှင်ရဲ့သင်္ကန်းတော်ကိုကျွန်တော်လာဖို့ပြီးကျွန်တော်တို့ရုပ်တော်မှာကောင်းနေကျွန်တော်ဘလို့ဒီဟာယူဖို့မလဲဗျာကျွန်တော်ကိုကျင်တရားနဲ့ကျွန်တော်ဒါကြီးကျွန်တော်မထည့်ရဘူးလေဒီလိုဖြစ်နေတာဟာဘိုးချုပ်ကမလုပ်ပါနဲ့တဲ့ကျွန်တော်မယူပြရစီနဲ့ဒီအနှွေးတွေကိုကျွန်တော်ကျင်းနေပါပြီတဲ့သူတားပြောသွားပြီလေဘိုးချုပ်ကပေးတယ်ဆိုလေကဟေ့အောင်မင်းယူလိုက်ငါပေးတာယူလိုက်ဆိုမလုပ်ပါနဲ့ဘိုးချုပ်ကဘိုးချုပ်ကျွန်တော်အဲ့လိုပေးတာနဲ့ကျွန်တော်နှွေးပါပြီဘိုးချုပ်ကတဲ့အဲ့လိုပေးတာနဲ့ကျွန်တော်မှနှွေးထားပါပြီကျွန်တော်ကျင်းထားပါပြီဘိုးချုပ်ကဖြစ်ပြီငိုပြီလေဗျာအရန်ကိုမြိတ်ပြမစင်နေဖြစ်ပြီလေမယုံကြည်နိုင်ဘူးလေဟေ့အောင်မင်းအဲ့လိုလုပ်နေတယ်ကွာငါပေးယူငါမကြိုက်ဘူးတော့တဲ့ဘူးနဲ့ပေါ့သမားဆိုတော့အဲ့ပြစ်ချလာကြယူလိုက်မျိုးဝတ်ထားတယ်ကြောင်းဆိုပြီးတော့ကောက်ဝတ်တယ်ဘိုးထွန်းလာသူ့အပားတော်မြေမောင်းယုံ reach အဲ့လေးကန်ပြီးတော့ဟိုကညိရကြလို့အကျော်တယ်လေးကသူ့ဘဝမှာဒီလောက်ကြီးတဲ့မေတ္တာတရားဘယ်တော့မှမရဘူးဆင်းလာတဲ့လူကနိုင်ငံတော်ကြီးကဲမိမကြီးအေးဘိုးချုပ်ဆန်အေးကွာငါပါတယ်ဖြစ်ကြတာကျွန်တော်အဲ့ဒါကိုဖတ်တဲ့အခါကျွန်တော်ကိုယ်တိုင်လည်းတကယ်မျက်ရည်မစီနိုင်ဖြစ်တယ်အဲ့ဒီစိတ်ကဘာစိတ်လဲဆိုတော့ခုနကျွန်တော်တို့ကလေးတွေကိုသင်ပေးတဲ့ကြပြားရဲ့စိတ်မျိုးဟာအဲ့ထိသွားတယ်အခုတော့အဲ့ဒီထိသွားတယ်နော်ကျွန်တော်ပြောတဲ့စကားတိတ်အရေးကြီးတယ်ကျောင်းဆရာမတွေပိုင်ဆရာမလေးတွေပိုင်ကျွန်တော်အထူးသတိပေးမယ်နော်အဲ့ဒီကြပြားတွေကိုကျွန်တော်တို့ကလေးဘဝမှာသင်တာနတ်ညောချသင်တာမဟုတ်ဘူးကလေးတွေရဲ့စိတ်ကိုပါပြောင်းအောင်ကျွန်တော်သင်နေတာပညာရေးကအဲ့ဒီထိသွားမှာနော်ဟာကျွန်တော်ဆိုအဲ့ဒီကြပြားလေးကိုချစ်လိုက်တာပါပီကလေးပုတ်တုသူစကားဝူသူစကားလူမသိလူစကားသူမသိတနာပါပြီအဲ့ဒီကြပြားလေးကိုကျွန်တော်ချစ်တယ်အခုဒီကျွန်တော်ရနေတယ်လေဘာကြောင့်လဲကျွန်တော်တန်ဖိုးထားတယ်ဒီကြပြားဘာလုပ်လို့ရလဲဟင်ခောက်ဆွဲကြော်လို့စားလို့ရသလားကဲကျွန်တော်မေးမယ်ဒီပတ်စံ1000တန်လို့အဲ့ကြပြားတစ်ပုတ်ပေးပြီးတော့ခင်ဗျားတို့ဆန်နဲ့လဲလို့ရသလားသို့တော့အဲ့ကြပြားလေးကိုကျွန်တော်ဘာလို့ပြန်လို့လဲသိလားငါတို့ရဲ့စိတ်နေစိတ်ထားတွေကိုအပြောင်းလဲပေးတဲ့ကြပြားလေးပဲငါတို့ကျွန်တော်အပါဝင်ပေါ့နော်ငါတို့ငငယ်ဒါလေးတွေသင်ခဲ့ရတာငါတို့စိတ်တွေညှို့ညံ့သိမ့်မွေ့ပေါ့ပြောင်းလဲတဲ့ကြပြားလေးပဲနော်ဒေါက်တာမောင်ဖြူငါချစ်လိုက်တာဒီကြပြားလေးကိုဒီကြပြားမှာဘာရှိလဲ intrinsic value
ကမွေးငါနဲ့တန်နေပါကြဗျာလူငယ်တွေအဲ့ဒါကိုတန်ဖိုးမထားမှကျွန်တော်ကြောက်တာဆရာတို့စားတွေကြဗျာတွေဝတ္ထုတွေရုပ်ရှင်တွေကာတွန်းတွေပါလဲဗျနုနေအင်းဝိုင်ဝတ္ထုတို့တပုတ်ကခင်ဗျာမွေးငါတပုတ်တော့ကောင်းလို့လားချို့အဲ့လိုအတွေးရှိတယ်နော်ခင်ဗျာမောင်ချုံးနေကြဗျာတပုတ်ကခင်ဗျာဘီယာစီဘီယာနှစ်ခါလောက်ရတာရှိလို့လားကြက်ကြော်လောက်ကောင်းလို့လားလုံးဝမှားနေရယူဆတယ်ကျွန်တော်အလွန်ကြောက်စရာကောင်းတဲ့ဒီစိတ်တွေကကျွန်တော်တို့လူမျိုးအဲ့လိုဖြစ်မှသိကြောက်တာပဲမိကြဗျာပါလဲကွာတိုက်စားလို့ရသလားမင်းတို့ဝတ္ထုတို့ဝတ္ထုရှည်တွေကကြက်ကြော်လောက်ကောင်းသလားကြက်တယ်မင်းတို့ရင်းနေရတဲ့ဆောင်းပါးတွေစာပေဆောင်းပါးတွေဘာညာတွေယဉ်ကျေးမှုဆောင်းပါးတွေဘာညာတွေပေါ့အဲ့ဒါတွေကမင်းတို့ကလည်းဒိန်ကျင်လောက်ကောင်းလားဒိန်ကျင်လောက်ကောင်းလားဖတ်လို့ကောင်းလို့လားအဲ့ဒါဆိုမှားသွားမယ်ဟိုကောင်တွေရှိနေတဲ့တန်ဖိုးက use value ပဲရှိတာဒီကြပြလေးကိုချစ်တယ်လို့ဘုံကြောင့်ဆန်းပုံကြည့်ပြီးတော့ကျွန်တော်တို့ဒီဓာတ်ပုံလေးကျွန်တော်သိမ်းထားခြင်းနဲ့ခင်ဗျာဖြစ်တယ်လို့မျိုးခင်ဗျားတို့ intrinsic value ဒီကောင်ကမရှိဘူးကျွန်တော်ဟိုကောင်လေးမသုံးဖို့ပြောတော့မဟုတ်ဘူးတော့ဒါကိုမင်းနေမှာကျွန်တော်သတိပေးနေတာတကယ်တန်ဖိုးဆိုတာအဲ့ဟာဖခင်ရဲ့တရားတော်တွေကချက်စားလို့ရတာလားငါးပါးသီလလိုက်ဆိုတဲ့ဟာတွေကကျွန်တော်တို့ဘီယာလိုတောက်လို့ရသလားသို့တော့ဗုဒ္ဓဘာသာဝင်များအားလုံးဒီကောင်တန်ဖိုးထားတယ်မဟုတ်လားကျွန်တော်ကလေးဘဝတိတ်ပြီးတော့လေမိန်တာပဲဘဝမှာလေကြပြားလေးတင်လိုက်ကြပြားလေးတင်လိုက်လေအဲ့ဒါမျိုးလေးတွေကြီးပဲသိလားကိုဘီရဲ့သိလားဟိုဟာမျိုးဆိုရင်မှာကြက်တူရေးဆိုရင်လေဗာလေကြက်တူရေးရွှေခဲကြက်တူရေးညီပလေးကိုစာအန်တင်ရွှေခဲစာအန်တင်ညီလေးခင်ကစာပြန်တော့ရွှေခဲစာပြန်တော့ဝါလုံးရေးဖို့ညီလေးထိုင်ရွှေခဲမရေးနိုင်ငေးမှန်ရှာပေါ်ကြက်တူရေးရွှေခဲကြက်တူရေးအဲ့ဒါကဘာကျော်ဘီဂိတ်ကအိစိတ်မျိုးပဲကြက်တူလေးတကောင်မမေရဲ့တဲ့လောင်ငိန်လေးထဲမှာတာလိကလေးနဲ့ကြက်တူရေးလေးနဲ့တားတယ်ဒီမှာစာတင်နေတာဆီယမနဲ့ဒီရှိကတားကိုဆိုခိုင်းတယ်လိုက်ဆိုစမ်းကငယ်လေးကကမဲတားသူဆိုတတ်တယ်ကတားလိုက်ဆိုစမ်းကကြက်တူလေးကလည်းတာကီဟိုကီကဲတားဆိုပြီးသွားပြီစာရေးမယ်ကြောက်တမုံကိုင်ကြောက်တန်ကိုင်ရေးစမ်းဝါလုံးလေးဝိုင်းနေအောင်ကလေးလေးကမှောကြည့်တော့ငှက်ကလေးကလည်းမရေးဘူးမင်းငှက်ကလေးကစာလိုက်မရေးဘူးတော့သားလို့ဆိုတာကြတော့သူကလိုက်ဆိုတယ်နော်သားတလိษံလေးသားရဲ့သူကလက်တချီတွေမရှိဘူးလေသားလေးရဲ့သူပဲရေးနိုင်မှာလေသားရဲ့တလိษံဆိုတာတနာစရာကောင်းတာပဲမင်းရဲ့ငှက်ကလေးကိုသားတနာလိုက်တာမင်းရဲ့ငှက်ကလေးကိုတနာတယ်နော်သားချစ်လက်ချစ်တဲ့ကြက်တီလေးကိုအစာကျုံးမယ်နော်ငှက်ကလေးတနာတယ်မင်းရဲ့သားကြည့်နောက်ဘဝကြရင်လေငှက်ကလေးတလိษံလေးမဖြစ်ချင်ဘူးမင်းရဲ့နော်လူပဲကောင်းတယ်အေးသားရဲ့ဟိုအခွန်အနေနဲ့လူကတနာဖို့ကောင်းတဲ့သားရဲ့သားစာဆိုတော့လိုက်ဆိုတယ်လေကြက်တီရွှေခဲကြက်တီညီပလေးကိုစာအန်တင်ရွှေခဲစာအန်တင်ကကီလိုက်ဆိုတယ်လေညီလေးခင်ကစာပြန်တော့ရွှေခဲစာပြန်တော့ဝါလုံးရေးဖို့ညီလေးထိုင်ရွှေခဲမရေးနိုင်ဝါလုံးလေးရေးပြီးငှက်ကလေးကလှမ်းကြည့်ပြီးတော့ဟိုဘက်ငိုင်းနေတယ်ငယ်သူလိုက်မရေးတဲ့ခါကျတော့လေနှုတ်သီးလေးဟိုဘက်လှည့်ပြီးတော့မှငိမ့်မှန်ရှာပေါ့ကြက်တီရွှေခဲကြက်တီမမေတာတနာတယ်မမေရဲ့သားတို့လို့မဟုတ်ဘူးနော်ဒီစိတ်ကကဘာကြီးထီသွားတယ်ကဘာကြီးထီသွားတယ်နော်ကွန်ပျူတာပညာရှင်ကဘာချမ်းသာဆုံးပုဂ္ဂိုလ်ဘီဂိတ်သူ့မှာပိုင်းတဲ့ပတ်စံတွေကိုသူကကင်ပြီးတော့မှကဘာလှမ်းကြည့်ပြီးတော့လှူမဲ့အမေရိကန်ဒေါ်လာဘီလီယံငါတန်း90ကျော်ရေမတော့တဲ့ကောင်တွေအများကြီးရှိတယ်ကဘာမှာရင်ငတ်နေတဲ့နိုင်ငံတွေတော့အဲ့ပစံသုံးနေကြောက်ခမန်းလေးတွေပဲငှက်ဖျားပြပြီးတင်နေရတယ်အများကြီးပဲငါပစံသုံးနေဒီဂိတ်တော့တမီးတို့ကွန်ပျူတာကင်သိတယ်နော် Microsoft ကုမ္ပဏီလေအမေရိကန်နိုင်ငံသားလေတမီးတို့ရဲ့ညီတို့သုံးနေရတဲ့ကွန်ပျူတာဒီမှာသုံးနေတဲ့ software တွေကဒီဂိတ်ကဟာတွေလေအဲ့လူကြီးပဲအသက်52နှစ်ပဲရှိသေးတာတချို့နိုင်ငံတွေမှာ ANDS ဖြစ်ပြီးလူတွေတင်နေကြတယ်အဲ့ဒီငါအမေရိကန်ဒေါ်လာဘီလီယံတန်း90တဲ့တော့မစီမဆိုင်ဗမာနိုင်ငံမှာနာဂစ်ဖြစ်တော့လာပြီးလှူသွားသေးတယ်မလားနော်အမေရိကန်ဒေါ်လာ3သန်းလာလှူသွားတယ်လေကျွန်တော်နိုင်ငံကအဲ့လူဘီဂိတ်ပဲအဲ့စိတ်ကဘာစိတ်လဲအော်ငါတို့မိသားစုကအမေရိကန်နိုင်ငံမှာချမ်းသာလို့ငါသမီးညောင်းနဲ့ငါမိန်းမနဲ့သူတို့ငါတို့လိုမစားတဲ့မိသားစုတွေရှိနေတယ်အဲ့ဆန်သုံးလိုက်ငါတို့လိုရေဝါမတော့တဲ့နိုင်ငံတွေရှိတယ်အောင်ပေးလိုက်ဗမာနိုင်ငံဆင်းရဲရှာတယ်ကွာမှုန်တိုင်းတိုက်တယ်ကွာလူတွေတို့ဟောက်ကြတယ်ဟေး3သန်းထုတ်လိုက်လှူလိုက်အဲ့ဒါကမှဆက်မတိမှချိတ်ခံတယ်ကြက်တပင်းလေးကိုတနာသလိုပဲသူတို့အားငယ်ရှာတာပေါ့သူတို့အားနေရှာတာပေါ့သူတို့မှမရှိရှာဘူးပေါ့တိတ်ကြောက်စရာကောင်းတဲ့စိတ်ဒီစိတ်ကကျွန်တော်လန့်အောင်ပြောလို့မဟုတ်ဘူးနော်လူဘဝကိုအပြောင်းလဲဖြစ်စေတဲ့စိတ်တွေဒါကြောင့်ကျွန်တော်တို့ကဒီကြပြလေးတွေကိုချစ်တာကြက်တပင်းကြပြလေးကြိုက်လိုက်တာကျွန်တော်မျက်နှိုးတယ်လေငါစိတ်ကိုပြောင်းလဲစေတာဒီကြပြကွာဒါတော်တောင်းမျက်နှိုးတာပါပီလေးပုတုငါစိတ်ကိုအပြောင်းလဲဖြစ်အောင်လုပ်တာဒီကြပြကွာကျွန်တော်ချစ်တယ်ကြပြတွေဝတ္ထုတွေလူငယ်တွေအဲ့ဒါတွေမချစ်ပြီဆိုမှားပြီဆိုင်ကဲကွာတရုတ်ဘိန်းကွာမင်းနားလေလားဒီကောင်9သိန်းခွဲကွာဒါရုပ်တတနဲ့ကြပြတစ်ပုတ်သွားစမ်းပါကွာဖတ်စရာမလိုပါဘူးဟာပြက်ပြီလေငါကွန်ပျူတာကွာ P4 ကွာမင်းနားလေလား4သိန်းခွဲနဲ့ဆင်ထားတာကွာနုရီအင်းဝါရဲ့ short story ကောင်းတယ်ကွာသွားစမ်းပါကွာဖတ်နေစမ်းပါနဲ့ပြက်ပြီနိုင်ငံဟေးအောင်တွင်းနေတဲ့ချင်းလေးကောင်းတယ်ကွာရာဇဝင်များရဲ့သူတို့သမီးမြင်တော့ကြည့်စမ်းသွားစမ်းပါကွာမင်းကလေခေါင်းစဲကိုစားတော့မကောင်းပါဘူးအဲ့ဒီလိုခင်ဗျားတို့တကယ်တန်ဖိုးထားရမယ့်အရာများကိုခင်ဗျားတို့မေ့လျော့ပြီးတော့စော်ကားပြစ်ပယ်ပြီဆိုရင်တော့လောကပြစ်ပြီအလကားခင်ဗျားတွေပါမဟုတ်ဘူးတလို့မဟုတ်ဘူးသူသွားနေကြတာ
အလွန်အမတန်မှအရေးကြီးပါတယ်ဘုံကျုံအောင်ဆန်းလို့ပုဂ္ဂိုလ်မျိုးတွေကအဲ့လိုစိတ်တွေနဲ့ကြီးလာလို့ကျွန်တော်တန်ဖိုးထားနေတာစစ်သားပေါ်ထားတာတော့အဲ့စိတ်နော်မလေးဈေးရပြန်လာတယ်သူမိမတော်ခင်ကြီးရရှိရစစ်သားလေးကနောက်ကဆွဲချင်းလေးဆွဲလို့သူကစာရေးလှမ်းမြင်ကျွန်တော်အချိန်ကြောင့်မြန်မြန်ပြောနေတာလှမ်းခေါ်မခင်ကြီးလာအောင်ဘာလုပ်တာလဲရှစ်စစ်သားလေးအပေါက်ကစောင့်နေတဲ့ကိုရင်တော်တက်ကစစ်သားလေးအေးဘာလုပ်တာလဲကျမဈေးရပြန်လာတာဆွဲချင်းလိုက်ဆွဲပြီးတာတော့မင်းနောက်ကမခိုင်းပါနဲ့ကွာဟဲ့ဒါဝင်းမီလေးခုနကြက်တမျိုးကိုတနာတဲ့ကောင်လေးစိတ်မျိုးသူဝင်ပြီဗျပါပီကလေးပုတုတူကိုတနာတဲ့စိတ်မျိုးသူဝင်ပြီဗျဒီသူတို့တုတ်ခမများပညာမတတ်ရှာပါဘူးမခင်ကြီးရဲ့တဲ့၄တန်း၅တန်းလောက်ပဲတက်တဲ့ကလေးတွေပါကွာတဲ့လွတ်လပ်ရေးတိုက်ပွဲဝင်စဉ်ကာလမှာအသက်ကိုစွန့်ပြီးတော့ငါနဲ့အတူတိုက်မယ်ဆိုပြီးတော့တက်ထဲဝင်လာတာငါ့ကိုတိတ်ကြောက်ရှာတယ်ဘုကျုပ်ဆိုပြီးတော့ဟောငါစာလက်တက်တာဟုတ်တဲ့ပညာတတ်ငါရန်ကုန်တက်သူကဘွဲရဒီကလေးလေးတွေကစာမတက်ရှာဘူးတဲ့ငါတို့မိသားစုမျက်နှာအရေးကဲကြည့်နေရတာမင်းမခိုင်းပါနဲ့ကွာနေစရာမရှိရှာဘူးမနှိမ့်ဆက်ပါနဲ့တဲ့အပေါ်အလုပ်ကိုဘာမှမခိုင်းနဲ့ဆိုင်းမတက်ခိုင်းနဲ့မင်းမိဖို့မတက်ခိုင်းနဲ့အဝတ်မလျှော်ခိုင်းနဲ့မင်းမကြိုက်ဘူးငါတကယ်ဘိုးချုပ်လို့လေဘယ်ရလိုက်နဲ့ကိုကျုပ်ကိုအဘီကြီးကျွန်တော်တိုင်မှုခန့်နေတယ်ဘိုးကြီးကတော့ထမီလျှော်ခိုင်းမှာဘောဗျာသူလာအိုးငါမိမထမီလျှော်တန်းဟာလောက်ရတယ်နော်ဘိုးချုပ်အောင်ဆန်းရဲ့စိတ်ကြီးအကိုတို့တကယ်ပြောတော့ကျွန်တော်နိုင်ငံမှာနော်ဒါချက်သေးပဲနော်တကယ်ဖျားလောင်းများလားကျွန်တော်အံ့ဩနေသိလားမင်းမခိုင်းပါနဲ့ကွာအော်မခိုင်းပါဘူးကိုအောင်ဆန်းရဲ့သူတို့ကလိုက်ဆွဲပေးပြီးတော့မမရဲ့ကျွန်တော်မောင်လေးဆွဲပေးပြရဆိုပြီးလိုက်လာလို့ကျွန်မလက်ခံလိုက်တာပါကိုအောင်ဆန်းရဲ့နောက်ကမခိုင်းပါဘူးအေးပါကွာဒီလိုဖြစ်တာမလုပ်ပါနဲ့ကွာသူခင်ဗျာကြောက်ရှာပါတယ်တဲ့ဘက်နဲ့မခင်ကြီးရဲ့တဲ့စစ်သားဆိုတာအရာရာကြောက်နေရတာကွာတော့ကြာငါလည်းကြောက်ရဘိုးချုပ်လည်းကြောက်ရဘိုးချုပ်မိန်းမလည်းကြောက်ရဘိုးချုပ်ခင်မလည်းကြောက်ရဘိုးချုပ်ဘာကြီးလည်းကြောက်ရဘိုးချုပ်ရောက်ခမလည်းကြောက်ရရိုးပြောတာလက်ကုပ်တွေထတီးနေတယ်ဒီလေးရလူလိုက်တယ်နော်ရိုးပြောတာလက်ကုပ်ထတီးတယ်ဆရာကြီးဦးအောင်တင်ပြောတဲ့စကားနဲ့ပြောလိုက်ရင်မကောင်းတော့ဘူးလက်ကုပ်တောင်တတိထားဟေ့အောင်ကြောက်စရာကောင်းနေတယ်လက်ခုပ်မတီးခင်ကမင်းရဲ့အမှုကဘာအမှုလဲဆိုတော့တဲမမှုတယ်လက်ခုပ်တီးပြီဆိုရင်တော့မင်းရာဇဝတ်မှုပဲအဲ့ဒါတဲ့မထွက်ရတော့ဘူးတဲ့သိလားအမလေးနော်မနေ့ကလည်းကျွန်တော်နဲ့ကိုအဘီချင်းနဲ့သွားဟောတယ်ပေါင်းတယ်မှာမနေ့ကညဒီချိန်ကျွန်တော်စင်မွားမစင်ရသေးဘူးကျွန်တော်နောက်ဆုံးဟောနေတာ2 နာရီမှပြီးတာပေါင်း100ကောင်နေမကောင်းဘူးများကျွန်တော်ဟောပြောမလို့တာဘယ်နေအောင်လုပ်တယ်ထင်လဲမြို့တော်ခမ်းမရှေ့မှာထောင်ဟာဟေ့အောင်နေပြောရင်းနဲ့လှမ်းကြည့်တယ်အချင်းထောင်နေဟာကွာဒီတွေကတော့အဲ့လိုမလုပ်ပါဘူးနော်အေးကိုမင်းတက်လိုက်စိတ်ချတယ်နော်ရစိတ်ချတယ်တဲ့နော်မလုပ်ဘူးမလားနော်မလုပ်နော်တကယ်ကိုအဲ့ဒီစိတ်ကြီးတွေနဲ့နေတဲ့ပုံကိုယ်တွေဖြစ်လို့ကျွန်တော်တို့ကမျက်နှိုးထားတန်ဖိုးထားနေတာဗျလူတွေရဲ့စိတ်နေစိတ်ထားတွေကိုအပြောင်းလဲဖြစ်စေတော့ကြပြားတွေစာတွေတချင်းတွေဂီတတွေကိုဘယ်တော့မှခင်ဗျားတို့မမေ့လေနဲ့ကျွန်တော်ပြောမယ်စန်းရထွန်းထွန်းတချင်းတတိယလို့ပြောလိုက်ဦးမယ်ကိုရထားနေလူကြီးတဲ့ကြောက်ဘူးလေကြော်စားလို့ရတာလားစန်းရထွန်းထွန်းလေအခုတော့မတို့ကြောက်ဦးမယ်နော်မြို့ကြီးပြကြီးမနီးတဲ့တောရထားနေခဏခဏလာတယ်ရေဒီယိုရောဟိုဗာလဲ MRT4 လာတယ်လေဗာလဲနည်းနည်းဆက်လိုက်ဦးမယ်တချင်းကနည်းနည်းအနည်း10ဘလို့ဆိုပါမှစန်းရထွန်းထွန်းမြို့ကြီးပြကြီးမနီးတဲ့တောရထားနေတော့ရထာနေမှအဲ့ဒီကစလူဖြစ်ရတဲ့ကိုဘွားချီကိုညံကုန်းကျွန်တော်ဇာတိပေါ့3ခွကိုအသက်ရွယ်9 နှစ်ကျော်10 နှစ်တွင်အဖော်ရီများနဲ့ကစားခဲ့ကြပျော်ပျော်ရွှင်မိနိုင်ဘူးစင်ကိုဇာတိမြေတော့ရရွာကိုပင်တစနဲ့ကိုဘွားမှာပင်အရွယ်ရောက်လို့လာပြန်တော့ရွာမှာပျော်ပြီမဲ့လေပျော်ရမှာမနေတော်ရမှာနေရမယ်လို့ဆိုရိုးစကားတွေရှိခဲ့တာကြောင့်မြို့ကြီးကိုလေရောက်နေပြီမဲ့တော်ကအဖော်ရီများကိုတနေ့တည်းရမှမမေ့နိုင်မအစင်မမေ့နိုင်မစင်တော့မှဆွေမျိုးသားချင်းလက်ဆင်းကြတဲ့သူတွေပင်တော်သူလုံးမတသိန်းတငယ်ချင်းများပင်ကိုမမေ့တာယုံစေခြင်းကိုအခွင့်သာခဲ့ရင်တစ်ခေါက်တစ်ခါအရောက်လာဖို့သာပြင်အဲ့ဒီချင်းခေါက်ဆွဲကြော်လို့စားလို့ရလားစက်ဘိန်းလို့တက်စီးလို့ရသလားဒီပတ်စံ1000လုံးအတက်ချင်းပေးရင်စမ်းရသလားစီးရသလားသို့တော့ဒီချင်းမှာဘာရှိနေလဲ intrinsic value တကယ်တန်ဖိုးရှိနေတယ်အဲ့ဒီချင်းကြားမယ်ဆိုရင်ကျွန်တော်ယုံကြည်တယ်လူရောက်100မှာ90ရွာတရိရတယ်ဗျဟာကိုရထားနေဆိုတော့ပြောရမှမနေတော်ရမှနေရမယ်လို့စိုးစားတွေရှိခဲ့တာကြောင့်မြို့ကြီးကိုပြင်ရောက်နေပြီမဲ့တော့ကအဖော်တွေများကိုတနေ့တည်းမှမမေ့နိုင်ပါစင်ဟာကျွန်တော်လည်းကြက်သိထားတာပဲတော့မှဘာတန်ဖို့ရှိနေတာလဲအဲ့တချင်းကအကိုတို့စဉ်းစားကြည့်
use value စပိန်လို့နင်းလို့ရသလားအဲ့ဒီချင်းက use value ဆိုင်ကလို့ခွာစီလို့ရသလား use value မွေးငါလို့စားလို့ရတဲ့ချင်းကနှုတ်မရပါဘူးဖယ်လဲလို့ရသလားအဲ့ချင်းလဲမယ်ပတ်စံလို့လဲမယ်ရလားမရပါဘူးဘာတန်ဖိုးရှိနေလဲဆိုတော့သူမှာညနိုးစရာကောင်းတဲ့ဂီတဖြစ်နေတော့ကျွန်တော်တန်ဖိုးထားရတာကျွန်တော်တို့စိတ်ကိုပြောင်းလဲစေတာအဲ့ညနိုးမှုတန်ဖိုးကပြောင်းလဲစေတာအဲ့ဒီတန်ဖိုးကကျွန်တော်တို့ပြောင်းပလိုက်တာရွာတရိရသွားတယ်ကျွန်တော်တချင်းကြတဲ့ခါကျတော့တော်မှာဆွေမျိုးသားချင်းလက်ဆင်းကြတဲ့သူတွေပင်တော်သူလုံမွေသင်းတငယ်ချင်းများပင်ကျွန်တော်မိတ်ဆွေတွေရွာမှာအများကြီးပဲလေကိုမမေ့တာယုံစေခြင်းကိုအခွင့်သာခဲ့ရင်တစ်ခေါက်တစ်ခါအရောက်လာဖို့သာပြင်ငါအဆင်ပြေလာခဲ့မယ်မင်းတို့ရွာဦးတကယ်ဖြစ်တယ်ကျွန်တော်ပြန်လာမယ်ရွာဦးဆရာတော်ဘုရားကိုကြောက်မယ်ဆရာဟောင်းဆရာမဟောင်းများကိုကြောက်မယ်ကိုเจ้าနေမဲ့တငယ်ချင်းသားတွေသမီးတွေစင်းရဲနေဗလာဆောင်လေးတွေပေးမယ်အစိုးထမင်းလေးတွေပေးမယ်ရွာထွက်လာတော့ကကိုညံကထွက်လာတော့ကကျွန်တော်နှုတ်မစခဲ့ရတယ်ကျွန်တော်ရဲ့ငယ်ချင်းဦးဟိုနေ့တော့ရှိမယ်ဗျာအယောက်20 30လောက်တော့ရှိမယ်ထင်တယ်နော်အဲ့ဒါကိုကျွန်တော်ကဗာလဲဟိုနေ့ပေါ့နော်နှုတ်ဆက်မယ်ကျွန်တော်ကိုစိတ်တွေပြောင်းလဲသွားစီတာကိုဘီကြီးရေးအဲ့တချင်းကပြောင်းလဲသွားတာအဲ့ဒီကောင်ကဘာတန်ဖိုးလဲကိုတို့ပြော intrinsic value ညက်နိုးနေတာအဲ့ဒါမျိုးတွေကိုခင်ဗျားတို့အလကားထင်ပြီဆိုရင်တော့ကိုဘီကြီးကတော့သွားစမ်းမှာကွာမင်းဝတ္ထုတို့သွားစမ်းမှာကွာကဘာကြောင့်ဝတ္ထုကြီးတွေသွားပါလေတချင်းတွေသွားလကားလူငယ်လူရွယ်များကအဲ့ဒါတွေကိုပြစ်ပယ်ပြီးတော့လက်တွေအသုံးချလို့ရတဲ့ဆိုင်ကယ်လိုမျိုးဘီယာလိုမျိုးကြက်ကြော်လိုမျိုးလက်ပတ်နာရီလိုမျိုးလက်စွပ်လိုမျိုးအင်ကြီးအကောင်းစားလိုမျိုးဘောင်းမီကွာတာဘောင်းမီရှူဖနတ်5-6သိန်းတန်နိုင်340 350 300ဘောပင်5သိန်း6သိန်း10သိန်း cross ဘောပင်ငါဘောပင်က cross กว่า5သိန်းกว่าငါဘောပင်ကဘာမှတ်နေလဲမရလေဂျာမနီဘောပင် Mount Blanc กว่า10သိန်းกว่าဟာငါနိုင်က6ပိုက340กว่าငါနိုင်ကဘာกว่าအဲ့ဒီဘက်ကိုမဲပြီးတော့ကျန်တာတွေကိုလူငယ်တွေအလကားဘာလို့ဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့ကပြက်ကိန်းနေတာစိတ်တွေပြက်သွားပြီအမေရိကန်နိုင်ငံမှာတော့အဲ့ဒါမျိုးကိုပြိုးထောင်နေတဲ့လူငယ်တွေကိုအမလီအံ့ဩစရာကြီးနော်ကမ္ဘာနံပါတ်1နိုင်ငံထိပ်သိမ်းနိုင်ငံ IT နံပါတ်1စီးပွားရေးနံပါတ်1 military power စစ်ရေးတရုတ်ကိုစော်ဒီပဲခင်ဗျာဒါဒီသူ့ power အမြင့်ကြီးအဲ့ဒီလိုနိုင်ငံမျိုးကတော့မှခလေးတွေကိုစာအုပ်တွေပြဖတ်တာအဲ့ဒီလို intrinsic value ပါတဲ့စာတွေကိုရိုက်ပြီးတော့ရောင်းပြီးပြဖတ်တယ်ဗျာကျွန်တော်တို့နိုင်ငံကိုဝင်လာတာအများကြီးပဲကိုဖေမြင့်ဘာသာပြန်တာကိုဖုတ်ဖွညံ့ညံ့ကိုကြေးလို့ကျွန်တော်စင်ဘွားမှာကြာခဏပြောတယ်လေ chicken soup for the soul နော်တချို့ကြားဘူးမယ်နော်နှလုံးသားအာဟာရများကောင်းလိုက်တာလို့ chicken soup for the soul ကျွန်တော်ဖတ်လို့မကြီးနိုင်ဘူးကျွန်တော်တို့ခဏအခွေတွေမှာပါရင်ပါမှာပေါ့ဘယ်မျိုးမှာဘာပြောလို့ဘာဒီမှမသိကျွန်တော်အပုတ်တွေတော့အများကြီးပဲလေကိုရင်းစာတရားကိုပေးတာမြို့တစ်မြို့စက်ကပ်ပွဲမိသားစုလူစုကကြည့်ကျင်တယ်စီရနွမ်းပါတယ်ကလေးက5-6ယောက်ပေပေသားကြီးစက်ကပ်ကြည့်ကျင်တယ်စက်ကပ်မှာဆင်းကြီးနေပါတယ်ဖေဖေအကြီးမကြီးကလည်းပေပေသမီးလည်းကြည့်ကျင်တယ်သမီးကလေကြားကြီးကိုကြည့်ကျင်တာအကြီးကောင်ကြီးကကဘာကြီးထဲမှာဆိုင်ကယ်ပတ်တာတားကြည့်ကျင်တယ်အေးကြည့်ရမယ်ညနေစောင်းပြီးသွားလက်မတန်းစီခတ်တော့တယ်ပြောတာပေါ့လက်မပေါက်က9နာရီထိုးမှရောင်းမယ်တန်းစီနေတာရှေ့သုံးပါတတ်တရကလေးတွေဝတ်ထားတယ်တဲ့အင်ကြီးလေးဘောင်းမီလေးတွေအဟောင်းလေးတွေတဲ့တို့တော့မေရောဖေရောလိမ်မကြီးချရှိလိုက်တာတဲ့တန်တန်ရှင်းရှင်းရှော့ဖို့မိဖို့တိုက်လို့ကလေးလေးတွေကြွကြွညံလို့လက်မကမရောင်းသေးဘူးသူ့ဖေမော့မပြီးမေးရတာငယ်မလေးကပေပေကြီးစင်းကြီးကလိမ်မလားယင်စင်းကြီးကထီးဆောင်ပြီးလွတ်ပြမယ်ဆိုအေးတမီးထီးလေးဆောင်ပြီးစင်းကြီးကကပ်ပြမှာတမီးကအဲ့ဒါစင်းကြီးကိုချစ်တယ်နော်ဖေဖေနော်ဖေဖေစင်းကြီးကိုတမီးအစာကျွေးမယ်နော်တွတ်တွတ်လေးတွေချစ်စရာရန်ကောင်းတာပဲတဲ့သိလားဖေဖေစင်းကြီးကငါပြောသေးစားလိုက်ဟေးဖေဖေတမီးပေါ်ကျွေးမယ်နော်ဖေဖေနောက်ကလူတွေကလည်းအဲ့မိသားစုလေးကိုကြည့်ပြီးတော့မျက်ရည်ဝဲပြီးစိတ်မကောင်းဖြစ်နေတာ။အော်ကလေးလေးတွေကြည့်ကျင်ချတယ်ပေါ့။ရှေ့ကသားလေးကလည်းဖေဖေသားလေးသားဆိုင်ကယ်မှာပတ်စီးတာသားကြည့်မယ်ဖေဆိုင်ကယ်မလဲဘူးလားဖေဖေ။သားလည်းဘယ်လဲမှာလဲကွာကျွမ်းကျင်တဲ့ခါကျကဘာလို့ပြီးနေမှာသူ့အရှင်နဲ့သူနဲ့လဲနေတဲ့ခါကျတော့မျှချေပေါ့သားရဲ့အဲ့မျှချေရှိရင်မလဲတော့ဘူးပတ်နေတာ။သားကြည့်လိုက်ရင်အဲ့လိုပတ်ချင်တယ်ဖေဖေကအပတ်မှာပေါ့ကွာ။ဖွင့်ပြီလက်မရောင်းပါပြီခင်ဗျ။ဟုတ်ကဲ့ခင်ဗျကလေးလေးယောက်လူကြီး2ယောက်ပါ။ပတ်စံ1ယောက်စာလိုးနေတယ်လူကြီးတယောက်စာဆိုကြပါစို့$1ပေါ့အကိုကြီးပတ်စံနဲ့လည်းလိုနေသေးတယ်ခင်ဗျဟာအဲ့ဒီမိသားစုစက္ကန့်ပိုင်းအတွင်းဖြစ်သွားတဲ့မျက်နှာလင်မယား2ယောက်ကြားမှာကဘာမေးလောင်တဲ့အတိုင်းပဲဒိန်းဆိုပြီးတော့ဟာယောက်ျားဆိုပြီးတော့အထူးသဖြင့်အိမ်တော်ဦးစီးဖြစ်သွားတာပေါ့ဘယ်လိုရှင်းရမလဲဒီပြဿနာကိုအဲ့ဒီမြို့လေးကဘယ်လောက်များဆင်းလဲဆိုရင်ပွဲအလွန်ငတ်တဲ့မြို့ရန်ကုန်မြို့ကြီးလို့ဗျာပွဲလေးလမ်းလေးအဲ့လိုမရှိဘူးပေါ့ तू ကမြို့သေးသေးလေးဆိုတော့တစ်နှစ်မှတစ်ခါကြည့်ရတဲ့ပွဲလေးပွဲသိမ့်မရှိဘူး तू ကသားသမီးတွေကိုပြကျင်တာပေါ့ချက်ချင်းခက်ဖြစ်သွားတယ်တဲ့ကျွန်တော်စဉ်းစားမိတယ်ပတ်စံကလုံးနေပြီဖေးကြီးကသားတို့သမီးတို့ကြည့်ကြဖေးကြီးပြန်မယ်ဆိုရင်ပြန်သွားရင်ကောင်းပါမလားကလေးတွေမေးတော့မှာပါမေးကိုလေမေမေကြီးဖေးကြီးကမကြည့်ပဲဘာလို့ပြန်သွားလာလဲသားတို့ကလည်းဖေးဖေးကဟိုနေလေပတ်စံနေလို့နေလို့သူပြန်သွားတာတယောက်စာလိုနေလို့သားတို့ကြည့်ကြအဲ့ဒါမမေးနဲ့ဆိုရင်
တိတတ်တဲ့အကိုတွေအမတွေစိတ်ထဲကောင်းပါအောင်မလားအော်ငါတို့ဖေဖေငါတို့မိသားစုကိုရုန်းကန်ကြွေးလိုက်တာအစင်မပြေပုံများလဲနော်တနစ်ကိုတစ်ခါလာတဲ့ဆက်ကပွဲလေးတော့မှတို့ဖေဖေကြီးကမိသားစုအစုံလေးမပြနိုင်လို့ပြန်သွားရတယ်ညီမလေးရဲ့ဆိုဘယ်လောက်များရင်ထဲမှာနာကျင်စရာကောင်းလိုက်လေတလဲ pain in soul စိတ်မှာဒဏ်ရာရတာ pain in soul let's be soul စိတ်မှာရတဲ့ဒဏ်ရာ trauma လေးတိတ်ဆိုးတယ်လေဒါကြီးကတငွေ့ငွေဒါကြီးကအော်ငါတို့မိသားစုနွမ်းမခဲ့ပုံများမမိသေးတယ်ကွာငယ်ငယ်တော့ငါတို့ငပိနဲ့စားခဲ့တဲ့ရက်တွေဒီလိုဒဏ်မျိုးတွေမကောင်းဘူးလေလူကြီးမှာဒါမျိုးဖြစ်မှာတိတ်ကြောက်စရာကောင်းတယ်ဒီမိသားစုကတကယ်လို့များအားလုံးကလှည့်ပြန်သွားမယ်ဆိုရင်လည်းကဲဒီနေ့တော့မကြည့်နဲ့နက်ဖြန်ကြမှာကြည့်မယ်ဖေဖေပတ်စံထက်ရှာအောင်မယ်ဆိုရင်လေတသက်တာလုံးဘာဖြစ်သွားမလဲဆိုတော့အော်ငါတို့မိသားစုဟာဖြင့်ပွဲကြည့်ရတာသွားတာပတ်စံလုံးနေလို့အိမ်ပြန်ခဲ့ရပါလားဆိုညအမှောင်ထဲမှာဒီမိသားစုတိတ်ဆိတ်ငြိမ်သက်ပြီးအမှောင်ထဲမှာအိမ်နေမှာပေါ့ကလေးတွေကမင်းမှာပေါ့နော်မေတားတို့မိသားစုစက်ကမကြည့်ရဘဲနဲ့ဘာလို့ပြန်လာတာလဲမောင်လေးမမင်းနဲ့ဖေဖေစိတ်မကောင်းဖြစ်နေတယ်မောင်လေးရေပတ်စံလို့ဖြစ်မှာပေါ့အဲ့လိုဖြစ်နေတဲ့အချိန်ကြီးမှာနောက်ကမိသားစုတစုမှာအဖေကြီးကပတ်စံပါလာတဲ့လူကြီးကပြေလေတဲ့လူကြီးကခါးကြတဲ့ကပတ်စံကိုကြပါတီထုတ်ပြီးတော့မှလက်ကင်ပေါ်နဲ့ရောချပြီးတော့အဲ့လိုရှေ့ရလူရဲ့ပခုံးကိုလည်းရိုက်ပြီးတော့မှရှော့ချပြီးလိုက်တာဘောစီအဲ့လိုရိုက်လေရိုက်ထွက်လို့မျက်လုံးကစကားပြောလိုက်တယ်ခင်ဗျာဟိုမှာပတ်စံကြနေတယ်ပါစကားပြောလိုက်တယ်တဲ့သို့တော့မျက်လုံးကပြောတာကတော့ခင်ဗျာဘာမှကျွန်တော်ကိုညင်းမနေနဲ့ခင်ဗျာမိသားစုပြဿနာဖြစ်နေတာကျွန်တော်ကနေမြင်နေတယ်အခက်အခဲတွေအားလုံးဖြစ်ကုန်ကြပြီဟန်မပြတ်ဒီပတ်စံကိုကောက်လိုက်အထက်ကိုဝင်သွားပြီးဝင်ကြည့်လိုက်ကြတော့နောက်မှရှင်းတာရှိတာရှင်းကျွန်တော်ပြန်ပေးမပေးဒါရင်းမကြည့်ဘူးခင်ဗျာအခုလောဆယ်ကောက်လိုက်တော့ကလေးတွေမသိစေနဲ့အဲ့စိတ်မျိုးတော့အမေရိကန်နိုင်ငံသားတယောက်ကမြင့်မြတ်ပုံဘိုးတို့ကလည်းချက်ချင်းမသိလိုက်ပြီဟုတ်ကဲ့ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ပတ်စံမဟုတ်ပါဘူးခင်ဗျာကျွန်တော်ကြားတာမဟုတ်ပါဘူးခင်ဗျာခင်ဗျာပြီးမှကျွန်တော်သိပါတယ်ခင်ဗျာမမေ့ပါဘူးကျွန်တော်ဖတ်ထားပါတယ်ခင်ဗျာအစီအပြေကျွန်တော်ပြန်ပေးပါမယ်ခင်ဗျာအိုးစက္ကန့်ပိုင်းမှာမျက်လုံးချင်းပြောကြတာနော်ကောက်လဲကောက်ပြီးတော့ထိုးထည့်ပြီးတော့လူကြီးနှစ်ယောက်ကလေးလေးယောက်ပတ်စံပြစ်ပါပြီခင်ဗျာဝင်ပြီးတော့အော်ပြီးအော်တာဟေးဆိုကလေးတွေဝယ်တော့နောက်ကမိသားစုကဆက်ဝင်လာတယ်လက်မှတ်ဝယ်တယ်ယုံထဲကိုဝင်တယ်နောက်ကချမ်းသာတဲ့မိသားစုကကလေးလေးကသူ့အဖေကိုမေးတာဖေဖေတဲ့ဟိုအိုးကြီးကိုဖေဖေဘာလို့ပတ်စံပေးတာလဲတားရဲ့တဲ့သူတို့မိသားစုအကြက်ခဲဖြစ်နေပြီလေတဲ့တားတို့ဖေဖေတို့လိုမချမ်းသာဘူးတားရဲ့တဲ့ကြည့်ရင်ရှာမှာပေါ့တဲ့တနေ့မှတစ်ခါကလေးလေးပြောချင်းရှာမှာပေါ့တားရဲ့တဲ့သူတို့ပြောပါသေးဆိုဖေဖေပေးလိုက်တာတဲ့ဖေဖေကဘာဖြစ်လို့တဲ့မင်းမပတ်စံလုံးနေတာရော့လို့မပေးဘဲနဲ့ဟဲ့လူကြီးခင်ဗျားပတ်စံကြသွားတယ်ဗျာလို့ဖေဖေကဘာလို့လုပ်တာလဲတဲ့ငါသားမငယ်သေးတယ်မင်းကြီးလန်သိလိမ့်မယ်အိမ်တော်ဦးစီးတွေမှာလည်းအိမ်တော်ဦးစီးရဲ့ဂုံတိတ်ကဆိုတာရှိတယ်တားရဲ့အိမ်တော်ဦးစီးဆိုတာမိသားစုတွေကအာကိုအားထားပြုလုပ်တယ်လေဖေဖေအဲ့လိုပေးလိုက်မယ်ဆိုရင်တမိသားစုလုံးလှည့်ကြည့်ပြီးတော့မှဟောငါတို့ဖေဖေကြီးပတ်စံလုံးနေလို့နောက်ကဦးကြီးကပေးရတယ်ဟာဆိုရင်မိမကလည်းယောက်ျားကိုအထင်သေးကလေးတွေကလည်းငါတို့ဖေဖေကြီးကပတ်စံမရှိလို့နောက်ကဦးကြီးပေးလို့တို့ကြည့်ရတာပေါ့ဆိုတဲ့ဟာမျိုးဆိုတိမ်ငယ်စိတ်တွေကိုသွားနေတာပေါ့တားရဲ့သူ့ကိုမိသားစုကအာကိုအောင်လို့ဟဲ့လူခင်ဗျားပတ်စံမဖြစ်ပေးလိုက်တာတားရဲ့သူတို့မိသားစုပျော်ကြပါစေလွတ်လွတ်လပ်ဖေဖေဘာလို့မျက်ရည်တွေဝဲနေတာလဲတဲ့တားကြည့်လိုက်ရင်ဒါတွေသိလာလိမ့်မယ်တဲ့လောကကြီးမှာလူတွေကလေပျော်တာနှမျိုးရှိတဲ့တားရဲ့တဲ့ကိုလိုချင်တာကိုမရရအောင်ယူလိုက်လို့ပျော်တဲ့အပျော်နဲ့သူတို့ကလိုအပ်နေတာကိုဖြစ်ရလို့ပျော်တဲ့အပျော်ဒုတိယအပျော်ကပုံပြီးမြင့်ပါတာတားရဲ့တားကြည့်လိုက်ရင်အဲ့ဒါကိုပျော်တော့ကြိုးစားနော်ဆိုပြီးမျက်ရည်လေးတော်ပြီးကလေးဆွဲပြီးရုံထဲဝင်သွားတာပဲကျွန်တော်အဲ့ဒါလေးဖတ်လိုက်တဲ့အခါလေအော်လို့အမေရိကန်နိုင်ငံလို့ထိပ်သိမ်းနိုင်ငံမှာဒီလိုစာအုပ်မျိုးတွေထွက်နော်လူတွေကဝယ်ဒါတွေကိုဖတ်အဲ့ဒီစာအုပ်ကလေးတွေကရောင်းလို့မလောက်ဘူးတဲ့ဗျာဘီယာလည်းမဟုတ်ကွန်ပျူတာလည်းမဟုတ်မော်တော်ကားလည်းမဟုတ်လက်ပတ်နာကြီးလည်းမဟုတ်အဲ့ဒီစာအုပ်ကိုအမေရိကန်ကလေးတွေကညှက်နှိုးပြီးတော့ဖတ်နေကြလေတဲ့ဗျာအမတို့ကြီးကြည့်ကြည့်စမ်းအေးကောင်းတဲ့စာလေးနေနဲ့အမေဒီစာအုပ်ကဘာတန်ဖိုးလဲကြိုက်စားလို့ရလို့လားကျွန်တော်မေးချင်တယ်ဟင်ခောက်ဆွဲကြော်လားဒီစာအုပ်ကစက်ဘိန်းလားဒီစာအုပ်ကနာရီလားဒီစာအုပ်ကအမေရိကန်ဒေါ်လာလားကလေးတွေဖတ်ကြတယ်သူတို့လူမျိုးကိုပြောထောင်နေတာစိတ်ပိုင်းဆိုင်ရာတွေပြောင်းလဲသွားအောင်ကျွန်တော်တို့နုပညာရှင်များထုတ်လုပ်နေတဲ့ပကြီးတွေကာတွန်းတွေကြပြားတွေဝတ္ထုတိုတွေမှာကျွန်တော်တို့တန်ဖိုးတစ်ခုရှိပါတယ်ဒီရဲ့မျိုးကိုကျွန်တော်ချစ်လို့အရေးတကြီးပြောတာပါတန်ဖိုး၃မျိုးမှာသူတို့မှာတစ်မျိုးရှိနေပါတယ်သုံးလို့မရပါဘူး use လုပ်လို့မရပါဘူးစက်ဘိန်းလို့ဖလှယ်လို့မရပါဘူးတို့တကယ်တန်ဖိုးတွေရှိနေတယ်ကဘာမှာအဲ့ဒါကိုသိတဲ့လူတွေကစာဖတ်နေကြတယ်ကြပြားဖတ်ကြတယ်ကာတွန်းတွေဖတ်တယ်တချင်းတွေနားထောင်တယ်ရုပ်ရှင်တွေကြည့်ကြတယ်လူငယ်လူရွယ်များကိုမိဘများပြောထောင်တဲ့အခါမှာအလကားအလုပ်တွေပါလို့မတားပါနဲ့ဒီမှာစာဖတ်ဖို့လိုတယ်ဒါမှတကယ်တန်ဖိုးကိုရမယ်အဲ့ဒီမှာနှလုံးသားတွေပြောင်းသွားမယ်အဲ့ဒီမှာအောင်ဆန်းလိုကောင်တို့အဲ့ဒီမှာဂေါတမမြတ်စွာဘုရားလိုပုဂ္ဂိုလ်တို့အဲ့ဒီမှာဒေါခင်ကြီးလိုလူတို့အဲ့ဒီလိုနှလုံးသားမြင့်မြတ်တဲ့လူတွေပေါ်ထွန်းလာစေတာအဲ့ဘဲလူကပေးတာဒီရဲ့မျိုးအမတန်ချက်တွေရှိပါတယ်ကျွန်တော်ဟောမယ်ဆိုရင်တော့မနေ့မိုးလင်းသွားမှာပေါ့ဗျာသို့တော်လည်းအချိန်ကာရှိတာကိုကျွန်တော်တို့ဟာဒီကပြီးရင်လည်းမပြီးသေးပါဘူးတန်နိုင်ငံလုံးကိုလှည့်ပတ်သွားမှာကျွန်တော်ပွဲ90လောက်ကြံသေးတယ်ကျွန်တော်တို့တကယ်ကြံသေးတာ
မပေးနိုင်လို့ဗျာဘယ်တွေရောက်နေမှလည်းမသိဘူးရှမ်းပြည်ကြောင်မဲပါတယ်ကိုဘီကျရေမူဆဲပါတယ်လာရှိုးပါတယ်တောင်တွင်းကြီးနတ်မောက်ဘာတွေမှန်းကိုမသိဘူးကျွန်တော်စည်ရင်းနေရလိုက်လံဟောပြောရပါတယ်အပျော်မဟုတ်ပါဘူးကျွန်တော်တို့ခီးစဉ်နေရစေတနာခီးစဉ်နေပါအကိုတို့ကျွန်တော်တစ္ဆာစကားပြောတာနော်စေတနာခီးစဉ်နေကျွန်တော်တို့ကကျွန်တော်နိုင်ငံကိုပြောင်းလဲစေချင်ပြီကျွန်တော်တစ်ချက်ပဲပြောသွားပါတယ်အများကြီးရှိမှာပေါ့ဆရာမမနုနူပြောတာတွေရောကိုဘီကျပြောတာရောကျွန်တော်တခုပဲသတိပေးခဲ့ခြင်းပါတယ် value ၃မျိုးမှာသုံးမရစားမရစီးမရကြော်မရချက်မရတဲ့တကယ် value ရှိတဲ့စာဖတ်ခြင်းလိုဟာမျိုးမစ်လျော်ပြီးတော့အလကားပါလို့ပြောရင်တော့ခင်ဗျားတို့တမျိုးလုံးတောင်းပြီပဲဒါကြောင့်ဒီတဲ့မျိုးသူမျိုးသားများကျွန်တော်နဲ့အတူတူကျွန်တော်တို့အနာဂတ်ကိုနော်စိတ်ချနှလုံးသားကောင်းမွန်မြင့်မြတ်တဲ့ပုံကောင်များမွေးလာအောင်လို့တကယ် value ရှိသောအနုပညာကြပြဝတ္ထုစာပေများနဲ့ကျွန်တော်တို့အနာဂတ်လူငယ်လေးများကိုပြိုးထောင်ဖို့မမေ့ကြပါနဲ့လို့မေတ္တာစကားဆိုရင်းနဲ့ကျွန်တော်ညီကုန်းချုပ်ခဲ့ပါတယ်ဒီတော့ပါမယ်နော်